นโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะမြစ်စီမဒေတာဆိုတာဟာဗုဒ္ဓဘာသာဝင်တွေအဖို့နာယီဝနေခဲ့ကြပြီးတဲ့အရက်ဒေတာဖြစ်တဲ့အပြင်အဲ့ဒီဒေတာမှာရှိတဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးရဲ့မွေးဖွားတော်မူခဲ့ရာဖရာအဖြစ်နဲ့ပွန်ထွန်းတော်မူခဲ့ရာတရားဥဟောကြားတော်မူခဲ့ရာနဲ့ပရိနိဗ္ဗာန်ဝန်ဆံတော်မူခဲ့ရာအရက်ဒေတာတွေကိုမသေးခင်တစ်ခေါက်တောရောက်ဖူးမြော်ကုသိုလ်တော်ယူလိုကြတာဖြစ်ပါတယ်ချစ်သားအနန္နာယရနာသုံးပါး၌ကြီးညိုသောအမျိုးကောင်းသားသမီးများအတွက်သွားရောက်ဖူးမြော်တန်ဝေကယူတင်သောဌာနတို့သည်၄ဌာနရှိကုန်၏မြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူရာလုံမီတာမောအင်းရင်တော်အနိုင်မဲ့မြတ်ဗုဒ္ဓအဖြစ်ဖြင့်တပ်ပြင်ညုတဉာဏ်တော်ကိုရရှိတော်မူခဲ့ရာဘောဓိပင်နှင့်ရွှေပလင်ပေါက်ရာဗုဒ္ဓဂယာမြေမြတ်မဟာမြတ်စွာဘုရားဓမ္မစကြာတရားဟုဟောကြားတော်မူရာဗာရာဏသီမြို့အနီးရှိမိဂရာဝံသားမြောက်ဆုံတဲ့ရဂုံတော်နဲ့မြတ်စွာဘုရားနိဗ္ဗာန်နန်းသို့ခိုးဝင်ဆံမြန်းလက်ဝိဘတ်ကမဇယုတ်တို့အကျွမ်းမဲ့ခြုံငင်းရာမန္လာမင်းတို့ရဲ့အင်းကြီးရကုံကုသနာယုံတို့အားဖြင့်တန်ဝေကယူတင်သောဌာန၄ပါးတို့ဖြစ်ကုန်၏ချစ်သားအနန္နာအကျဉ်လူတို့သည်ဖျားဘူးလှဲ့လည်မှုပြု၍ကြည်ညိုသောစိတ်ဖြင့်မိမိတဏ္ဍာတွင်ယရဏတရားပူဇာကုသိုလ်စေတနာတိုးပွား၍တန်ဝေကညာပွားများပြီးတည်လွန်ကုန်၏ထိုလူအလုံးတို့သည်ဤကိုခန္ဓာပျက်စီးတည်လွန်ပြီးနောက်၌နတ်ရွာသူဂတိကိုလာရောက်ကြကုန်လက်တန်းလို့မြတ်စွာဘုရားကိုရောမြတ်ကြီးဟာမဟာပရိနိဗ္ဗာန်သုတ်တော်မှာထုတ်ဖော်ဟောထားမိန့်ကြားခဲ့တာဖြစ်ပါတယ်ဖျားဥပွဲပေါင်းသူတော်ကောင်းများတို့ဟာမြန်မာနိုင်ငံကနေပြီးဝေဟင်ခီးကနေလေရင်စီးလာတဲ့အခါအိန္ဒိယနိုင်ငံကိုလည်းရောက်ရှိခဲ့ကြတာဖြစ်ပါတယ်
ဗုဒ္ဓဂယာမြေမြတ်မှာဆိုတာဟာဖရာအစူစူတိုင်းတို့ပွန်ထွန်းတော်မူရာမြေမြတ်မှာပဲဖြစ်ပါတယ်ကဘာကြီးဖြစ်ရင်အရင်ဆုံးဖြစ်ပေါ်ပြီးပြက်လို့ရှိရင်နောက်ဆုံးမှသာပြက်တယ်လို့အဆိုရှိပါတယ်ပွန်တော်မူပြီးတဲ့ဖရာအစူစူတိုင်းတို့ဟာဒီဗုဒ္ဓဂယာမြေမြတ်မှာလို့ခေါ်တဲ့ဘောဓိပင်ချီမအောင်မြေအရမှာပဲပွန်ထွန်းပေါ်ပေါက်ခဲ့ရတာဖြစ်ပါတယ်နောင်ပွန်တော်မူမဲ့ဖရာအစူစူတိုင်းတို့ဟာလေဒီဗုဒ္ဓဂယာမှာပဲပွန်တော်မူကြမှာဖြစ်လို့ဖရာတိုင်းတို့ရဲ့မစွန့်အပ်တဲ့အဝိဇိတဌာနဖြစ်တယ်လို့တန်ဝေကယူစရာတန်ဝေဇနိယတဌာနဆိုလဲမမှားပါဘူးမြတ်စွာဘုရားဟာသဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိပြီးဗုဒ္ဓအဖြစ်ကိုရရှိခဲ့တယ်ဒတ္တနိယတန်ဝေဇနိယနေရာတော်လဲဖြစ်ပါတယ်ဗုဒ္ဓခေတ်မတိုင်ခင်ကဒီဒေသတစ်ဝက်ကိုဥရဝေလာလို့ခေါ်တော်ခဲ့ကြပါတယ်ဗုဒ္ဓခေတ်မှာတော့ဘောဓိမန္တလတန်ဘောဓိဘောဓိရုက္ခမူလစသည်ဖြင့်ခေါ်တော်ခဲ့ကြပါတယ်73ရာစုမှာတော့ဒေသခံတွေကဗြဟ္မာယာလို့ခေါ်တဲ့ဂယာမြို့ဖြစ်တဲ့ဘေသနုနတ်ကုန်းနဲ့ကွဲပြားအောင်ဗုဒ္ဓဂယာလို့ခေါ်တွင်ခဲ့တယ်လို့လည်းအဆိုရှိခဲ့တာဖြစ်ပါတယ်မဟာဗောဓိဇီတော်ကြီးဟာဖနတ်တော်89ပေရှိပြီးညာတော်180ပေရှိပါတယ်ဗုဒ္ဓဘာသာဝင်တွေဖို့ကမ္ဘာရဲ့အသက်ပဲဆုံးအမြင့်မြတ်ဆုံးဇီရီလည်းဖြစ်ပါတယ်အတောကဘင်းကြီးဆောက်လုပ်လူဒန်းထားပြီးမင်းတို့မင်းရဲ့ကုသိုလ်တော်လည်းဖြစ်ပါတယ်အိန္ဒိယကြောက်စာဝန်ကာနယ်ကဟန်ရဲ့လက်ရလည်းဖြစ်ပါတယ်ဒီဇီတော်ကြီးကိုတစ်ချိန်ဖူးလိုက်ရလို့ရှိရင်စိတ်ထဲမှာဆွဲညစ်သွားပြီးဖူးမျောလို့မဝအကျဉ်းချင်းလာရောက်ဖူးမျောကြည့်ရှုကြည်ညိုလိုကြပါတယ်ရန်သူတွေအကျဉ်းချင်းဖြူပြက်ပေမဲ့မပြိုမပြက်ဖဲကြံ့ညံ့ခံရပ်တည်နိုင်ခဲ့တဲ့ဇီတော်လည်းဖြစ်ပါတယ်ခါညာထေဝအောင်သာမကအနုပညာလက်ရလည်းရောက်လာပါတယ်မဟာဗောဓိဇီတော်အတွင်းမှာတော့ဖရာအစူပွတ်တော်မူရာအထိမ့်မှအဖြစ်ဘူမိဘတ္တဆင်တူတော်ကြီးကိုလည်းအာပါတယကြီးကျိုးစွာဖူးမြော်ခွင့်ကြုံရမှာဖြစ်ပါတယ်ဘုရားဒုက္ခတော်သန္တရာဝိစီယမမောဒနာထာယလူရောက်ပါရခြင်းအကျိုးကဒီမှာရဏစီဝရရတော်ခင်လေးညီတွေးအန္နာကန္နဂါမြင့်ကျွန်းရင်မောင်ဆန်ကာလူဓာကြီးဘောဓိရုက္ခံရွှေအိုးဆွဲခွားဘက်9တန်းဆိုတဲ့အတိုင်းမြတ်စွာဘုရားနဲ့အတူတူဖြစ်ပေါ်ခဲ့တဲ့ခွားဘက်တော်9ခုအနက်တစ်ခုအပါဝင်ဖြစ်တဲ့ဘောဓိညာရတော်မူရာညောင်မင်းကြီးကိုလည်းမြတ်ဗုဒ္ဓရဲ့ပရိဘောဂဇီတော်အဖြစ်နဲ့ကြီးကျိုးစွာဖူးမြော်နိုင်ကြတာဖြစ်ပါတယ်ဖျားဖြစ်တော်မူပြီးကဆုံလပြည့်ရောတရက်နေ့မှာ9ရက်နေ့တိုင်အောင်ဂရေတသိမ့်မကညာလာစွာသောအရဟတဖို့စတုထဇံတမာပတ်တို့ကိုဝန်စားလျက်ဝိမု ക്തി ချမ်းသာကိုခံစားသုံးဆောင်ပြီးပရိစ္ဆသမုပ္ပါတရားတော်ကိုအနုလုံးပရိလုံးနှလုံးသွင်းဆင်တော်မူလျက်9ရက်ပတ်လုံးအပရာဇိတပလင်ထက်မှာပဲစံတော်မူခဲ့တဲ့နေရာကိုတော့ပထမတတ္တဟာပန်လင်ကတတ္တဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်จิตအနန္နာမကရာတိုင်းဥရဝေလာဆိုတဲ့တောအုပ်ရှိရာဂယာမြို့အနီးရှိနေရဇာမြေကမ်းအနီးဗုဒ္ဓဂယာယတ္တိတာဟာအတုမရှိမြတ်စွာသောအရဟတပဉ္ဇံတပ္ပိန္ဒဉာဏ်တော်မြတ်ကိုရတော်မူခဲ့ပြီးဖျားအဖြစ်ရောက်ရှိခဲ့ရာဒေတာရုဖြစ်တဲ့အတွက်
အမျိုးကောင်းသားအမျိုးကောင်းသမီးအပေါင်းသူတော်ကောင်းတို့အတွက်မပြတ်ဖူးမြော်တိုက်တဲ့တန်ဝေစိနိယတထာနာလို့မြတ်စွာဘုရားကမိန့်ကြားတော်မူခဲ့တာဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာနတ်မြတ်မာတို့ရဲ့ယုံမာတန်တရားကိုပယ်ရှားအံ့သောငါကောင်းငင်ကိုပြန်တဲ့ပြီးရေမိအစုံစုံတကုဗျာရိဟာကိုလည်းပြသတော်မူခဲ့ပါတယ်အပါရာဇိတပလင်တော်ရဲ့အရှိမြောက်ရမှာမတ်မတ်ကြန့်ခိုင်ရွှေတုရင်တန်ကဲ့သို့ရပ်တော်မူပြီးဤအပါရာဇိတပလင်တော်၌တပ်ပြင်းညုတရွှေညာတော်ကိုရအလီပြီတကားလို့စဉ်းစားဆင်းတော်မူပါပလင်တော်နဲ့ဘောဓိပင်ကိုကစုံလာပေကျော်ရှိရနေက14ရက်နေ့ထိမျက်လုံးတော်မမိတ်ဖဲ9ရက်တာကြည့်ရှုခဲ့တဲ့နေရာကိုတော့ဒုတိယတတ္တဟာအနိမိတ်တတ္တဌာနလို့လည်းခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်အပရာဇိတပလင်တော်နဲ့အနိမိတ်ဇီဒီအကြားအရှိအနောက်အလျားရှိတဲ့နတ်မြမာတို့ဖန်ဆင်းတဲ့ယေနာစဉ္ညာမှာတရားတော်ကိုဆင်ញင်ကဖလတမပဝန်စားကဖြစ်လူလာတုတ်ခေါက်စဉ္ညာလျှောက်လျက်ကစုံလာွယ်နေ့မှာနေုံလာဆန်း6ရက်နေ့အထိနေတော်မူခဲ့တဲ့နေရာကိုတော့တတ္တယတတ္တဟစင်္ဂမတတ္တဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်တယ်ဟုတ်ပါဘူးအဲ့တော့တကယ်တော့ဗုဒ္ဓပင်နဲ့ရွှေပင်ကိုကြည့်တာကနေပြီးတော့တန်ရုပ်စင်ဖြစ်လို့ကြည့်တာတော့မဟုတ်ဘူးနော်ငါလေးသိခြင်းတဲ့ကဘာတသိန်းကလာတော့လို့ပါရမီကြည့်ပြီးတော့အနာမရှိတဲ့နေပင်ကိုရှားပွေလာခဲ့တာငါဒီအပရာဇိတပလင်ကိုနဲ့ဗုဒ္ဓပင်အောက်မှာပဲတပ်ကညုတညာရပြီးတော့အနာဆက်သိန်းချောင်းကြည့်ပြီးတော့ဇင်ကမနာတတ္တဟာဒီလိုမှတ်ပါနော်မြတ်စွာဘုရားမဟာဗောဓိပင်ရဲ့အနောက်မြောက်တော့အရမှာနတ်မြမာတို့ဖန်ဆင်းတဲ့ယေနာဂရရွှေအိမ်မှာထက်ဝယ်ဖွဲ့ခွေစံနေတော်မူကားအဘိဓမ္မာဘိဓကတရားတော်မြတ်ကိုသုံးသပ်ဆင်တော်မူခဲ့ပါတယ်ရှေးဦးကျမ်းများဖြစ်တဲ့ဓမေသင်္ကတိဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုရမိုက်ကျမ်းတွေကိုသုံးသပ်ဆင်ရင်တဲ့အခိုက်မှာတော့ညာတော်မကျယ်ဝန်းတရားနည်းကကျင့်လို့ရွှေညာတော်မကုံမြူးလောက်သေးပဲအနာနာနေရတမန္နပဋ္ဌာန်းကျမ်းကြီးကိုသုံးသပ်ဆင်တော်မူတော့မှကိုယ်တော်အစိတ်စိတ်မှတဖိတ်ပေသောရောင်းရင်တော်တို့ထွက်လဲထူဆန်းကုသန်းသွားလာစက်ကြဝဠာတိုင်အောင်ကွန်ပျူခဲ့တဲ့နေရာတော်မြတ်ကိုတော့စတုဒ္ဓတတ္တဟာယနာဂရတတ္ထဌာနလို့ခေါ်ဆိုတော်မူခဲ့ကြတာဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အရှိရမှာရှိတဲ့စိတ်ကြောင်းသားတို့အရေးခွန်အားရညောင်မင်းရင်မှာတရားတော်ကိုဆင်ញင်ပြီး9ရက်တာကာလပတ်လုံးဖလတမပဝန်စားနေခဲ့ပါလေအဲ့ဒီခါဟောကပုံနာကမြတ်စွာဘုရားကိုအဘဲသူသည်ဗျမနလို့ခေါ်ကြောင်းသူမြတ်ဖြစ်အောင်ပြုတတ်တဲ့တရားများကိုမေးလျှောက်လို့မြတ်ဗုဒ္ဓကမကောင်းမှုကိုအပပြုပြီးဖြစ်ခြင်းစတဲ့ဗျမနအဖြစ်တရား9ပါးကိုလည်းဟောကြားတော်မူခဲ့ပါတယ်မာနကဲ့သမီးသုံးယောက်ဖြစ်တဲ့တဏှာအာရဒီရာဂါတို့ကဖျားယောင်းနာကိုလည်းအောင်မြင်တော်မူခဲ့တဲ့နေရာမြတ်ကိုတော့ပင်စမတတ္တဟအဇပါလနိရောဓတတ္ထဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်မဟာဗောဓိပင်မှအရှိတောင်မောဇနာအိုင်နီကြည်ပင်မှာတရင်သွန်းတော်မူစီအခါမဲ့မိုးကြီးရွာဖြူသွန်းဆွေခဲ့မောဇနာအိုင်အောက်ရှိတဲ့မောဇနာနဂါမင်းဟာမိမိကိုယ်တိုင်ယရနာပြတ်သက်ကိုဖန်ဆင်းနိုင်ပြီနဲ့ဝေယဝိဇ္ဇကောင်းမှုအတွေ့အကြုံဖြင့်မိမိခန္ဓာကိုယ်အတဘောကိုကြည်စွာဖန်ဆင်း၍မြတ်စွာဘုရားကိုအချမ်းအပူမှတ်ချင်ရင်ရဲတို့မတိပါမနစ်ဆက်နိုင်စေရန်အ
ခွေ9ထက်ရစ်ပတ်ကာယံလျက်ပူကောင်းတော်တက်မှဗပြင်းဖြင့်ဖြန့်ကျက်အုံမှုဆောင်းမှုက9ရက်သတင်းသုံးတော်မူခဲ့တဲ့နေရာမြတ်ကိုတော့သတ္တမတတ္တဟမௌဇနိနတတ္တဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါလေမဟာဗောဓိပင်ရဲ့တောင်မျက်နှာမှာရှိတဲ့လင်းလုံးပင်ဖြစ်တဲ့ရာဇာယရဏဌာနမှာအရဟတဘူချမ်းသာကို9ရက်ပတ်လုံးခံစားကသတင်းသုံးခဲ့ပါတယ်49ရက်ပြည့်ပြီးဝါသူလာဆန်း9ရက်နေ့မှာမြတ်စွာဘုရားရဲ့မျက်နှာသိလို့တဲ့အကြံကိုတရားမင်းကသိလို့စေကျေသူသည်ကိုရိုးတံဘူးအနောဒကြီးတို့ကိုလည်းဆက်ကလှူဒန်းခဲ့ပါတယ်အဲ့ဒီအချိန်မှာဥက္ကလဇဏပုဒ်မှတပုဒ္ဒနဲ့ဗလိကဂုံသည်ညီနောင်တို့ကဆွေမျိုးတော်ခဲ့မှုတဲ့နတ်ကပြောကြားချက်အရမြတ်စွာဘုရားကိုအသင့်ပါလာတဲ့ကြွကြွမုံနဲ့ပြားစုံမုံတွေဆက်ကထူထောင်နေပါတယ်မြတ်စွာဘုရားဟာစတုမာရိနာမင်းကြီး၄ပါးဆက်ကတဲ့ကြောင်းညိုသပိတ်နဲ့ခံယူတော်မူပြီးဂုံသည်ညီနောင်တို့ကိုဒွေဝါစီကတလုံးကိုတည်စေပြီးဥကောင်းတော်ကိုသုံးသပ်ခါဆံတော်များပေးသနာတော်မူခဲ့တဲ့နေရာကိုတော့တတ္တမတတ္တဟရာဇာယရဏတတ္တဌာနလို့လည်းခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဖျားဥပဲပေါင်းသူတော်ကောင်းများတို့ဟာမိဂရာဝံသားပေါင်းစုံတဲ့ရကုံတို့ကိုလည်းရောက်ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ်မြတ်စွာဘုရားကိုရောမြတ်ကြီးဟာဒီပင်္ဂရာဖျားရှင်ခြေတော်ရင်းမှာဂရိပြုထားတဲ့အတိုင်းဘုံတော်ဘောရိယာမြင့်ပြီးကိုယ်တိုင်ဗုဒ္ဓဖြစ်၍ဓမ္မကိုသိပြီးလင်တတ္တဝါများကိုလည်းဓမ္မကိုဟောပြမယ်ဘောရိညာကိုတရဝါတို့အားငါဝေငှမယ်အဲ့ဒီဂတိအလျော်စွာဘောရိညာကိုဝေငှဖို့ဓမ္မကိုဟောပြဖို့ကာတိတိုင်းဗာဏတိဘက်ကိုခီထွက်ကြွပြီးဝါစုလပြီညနေခင်းမှာမိဂရာဝံတောရကုံလေးဝင်ခဲ့တာဖြစ်ပါလေမြဝရအလောင်းတော်ဒုက္ခရစီယာကျင်တို့ကလူကျွေးပြုစုခဲ့ကြတဲ့ပြည်စပွဲကြီးတို့ဟာအလောင်းတော်ကြီးကအာဟာရတွေကိုမှီဝဲလို့တရားစစ်ကိုရှာဝေးတဲ့အခါဖျားမဖြစ်တော့ပြီလို့ယူဆပြီးမိဂရာဝံတော်ကိုရောက်ကြည့်နေခဲ့ကြပါလေမိဂရာဝံမှာမြတ်စွာဘုရားကြွလာရင်ခီးဥမကြိုစရမ်းရဲ့လို့အချင်းချင်းဂရိကုတီထားကြပြီးမဲ့မြတ်ဗုဒ္ဓကိုမြင်တော်မူတဲ့အခါဂရိကုတီမတီးနိုင်ကြပဲတချို့ကသပိတ်ကိုလှမ်းယူတချို့ကခြေစည်းရည်တယ်တချို့ကနေရာကင်းစသည်အဖြစ်ခီးဥကြိုဆိုခဲ့ကြပါလေအဲ့ဒီနေရာကိုတော့6ကန်တိဇေဒီလို့ခေါ်ဆိုခဲ့ကြပါလေသမ္မာရဏံကိသာမိသံဃံရဏံကိသာမိဝိသရာကရဏံကမ္မနောသံဃောဘဂဝါတောသာဝကတံဃောမိဂရာဝံဆိုတာဟာသာသမင်တွေကိုဘေးမဲ့ပြီးတဲ့ဥယျာဉ်တော်လို့အဓိပ္ပာယ်ရပါတယ်ဒီမိဂရာဝံတော်ရဟာသာသမင်တွေပေါက်ဖွားကျက်စားရာနေရာဖြစ်ခဲ့ပါတယ်ဗာရာဏသီနဲ့လည်းနီးစပ်ပါတယ်ရှေးတုန်းကဗာရာဏသီပြည့်ရှင်ဘုရင်မင်းအပေါင်းတို့ဟာဒီတော်ရမှာသင်ပင်လိုက်ခါတောကစားလူရှိကြပါတယ်ဒီဖြစ်ရနိဗ္ဗာန်ဇန်လန်းနေဟာ950နိဗ္ဗာန်တော်ထဲမှာအပိုက်ပေါင်းများစွာပါဝင်ပါတယ်မိဂရာဝံတော်ကိုပါဠိဘာသာဖြင့်မိဂဒါဝနာလို့ဆိုပြီးမိဂဆိုတာသာသမင်ဓာဆိုတာပေးကမ်းစွန့်ပြေးကြီးဝနဆိုတာတောအရဖြစ်လို့ပေါ့မိဂဒါဝနာဆိုတာသာသမင်တွေကိုပေးကမ်းစွန့်ကြဲတဲ့အရာလို့လည်းဆိုလိုပါတယ်အခုကဟိန္ဒူဘာသာဖြင့်စာရဏလို့လည်းခေါ်ဆိုကြပါတယ်ပါဠိလိုအဖြစ်သာရနာထမှလာတယ်လို့ဆိုရမှာဖြစ်ပါတယ်သာရဆိုတာသာသမင်နာထဆိုတာကိုယ်ွယ်အားထားစရာမိကိုစရာဖြစ်ပြီးသာရနာထဆိုတာဖြင့်သာသမင်တို့မိကိုအားထားရတော်လို့လည်းဆိုလိုတာဖြစ်ပါတယ်
မဟာတက္ကရီ103ခုနှစ်ဝါဆိုလပြီးစနေနေ့ညနေကျန်အချိန်ခါသမယမှာနေမင်းကလည်းမိမိရဲ့အလင်းရောင်နဲ့ပဂရိအမောင်တွေကိုပယ်ရှင်းလွန့်ပြောက်ထွန်းလင်းတောက်ပါလေအနောက်ရမှာဝန်လူသေးတဲ့အချိန်လာမင်းကလည်းဥဒ္ဒရာတန်နက်ခန်နဲ့ရှင်ကမိမိရဲ့အယောင်အလင်းဖြင့်ပဂရိအမောင်တွေကိုပယ်ရှင်းလွန့်ပြောက်ထွန်းလင်းတောက်ပါလေအရှိလောကရာမှာထွက်လာစေတဲ့အချိန်မှာပဲဗုဒ္ဓမြတ်စွာဘုရားဟာနေဝန်လထွက်ဓမ္မစဲဆိုတဲ့အတိုင်းနေတချမ်းဝင်လာတချမ်းထွက်အချိန်မှာပဲဓမ္မစက်ကဗုဒ္ဓနာသုတ်တန်ကြီးအစာဆုံးဟောကြားတော်မူတဲ့အခါဒွေမေဘိက္ခွေအာနာဆိုတဲ့ပုဂ္ဂိုလ်ရွဆိုလိုက်တာနဲ့တပြိုင်နက်ထွက်ပေါ်လာတဲ့အတန်တော်ဟာအထက်ဘဝအောက်အဝီစီသို့စိုက်လေလောကရစัจ java တိုက်အပေါင်း1000လုံးပြန့်နှံ့လေတည်သွားခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားဟာဓမ္မစကြာတရားဟောကြားတော်မူတဲ့အခါဒီသန္တာတော်အစဉ်အဆုံးမှာအရှင်ကုဋ္ဌညဟာသောတပတ္တိဖို့မှာစစွာဦးတည်ခဲ့ရပါတယ်မြတ်စွာဘုရားကိုယ်တိုင်အညာတိဝတ္တဘောကုဋ္ဌညောရဲ့လို့ဟောကြားတော်မူခဲ့ပြီးအိုးအရှင်ကုဋ္ဌညယဟန်ကြီးဟာသစ္စာလေးပါးတရားကိုထိုးထွင်း၍တည်သွားလိမ့်ပြီရဲ့လို့နှုတ်ချွေမြွတ်ဟာကဟောပြတော်မူခဲ့တာဖြင့်အခုဖျောင်းများရောက်ကြည့်နေကြတယ်ဓမ္မရာဇိကတောင်ကုန်နေရာလေးပဲဖြစ်ပါလေဝါဆိုလပြည့်ရောတရက်နေ့မှာအရှင်ဝတ်ပမထေရ၎င်း2ရက်နေ့မှာဗတ္တိယမထေရ၎င်း3ရက်နေ့မှာမာနာမထေရ၎င်း4ရက်နေ့မှာအတ္တစီမထေရ၎င်းအသီးသီးသောတာပတ္တိဖို့မှာတည်ခဲ့ကြတာဖြစ်ပါလေမြတ်စွာဘုရားရဲ့တရားဥဓမ္မစကြာဟောကြားခဲ့တဲ့အယဒေတာရုအဖြစ်နဲ့နှောင်းလူတို့တိမှတ်ဖို့အတွက်အာသောကမင်းကအထိတ်မှကြောက်တန်ကြီးကိုအမြင့်ပေ80လောက်တီဆောက်ထားခဲ့ပေမဲ့ဘာသာကြားတို့ဖျက်ဆီးလို့ကြောက်တန်ငုတ်တူမြတ်ဟူသာဝမ်းနဲ့ကြီးခွဲမျက်ရည်ဝဲစွာနဲ့ပဲတွေ့မြင်နိုင်ကြပါလေအဲ့ဒီကြောက်တန်ကြီးရဲ့ထိတ်မှာချင်းသေးလေးစီးနဲ့ဓမ္မစကြာအဝိုင်းပါရှိပြီးအခုခါပြတဲ့ထဲမှာပြသထားပါတယ်အိန္ဒိယနိုင်ငံငွေစက်ကူတွေမှာဒီကြောက်တိုင်တိကချင်းသေးဒီစီဘုံကိုလည်းထည့်သွင်းထားတာဖြစ်ပါတယ်မသေးခင်ရပဲနတ်ပြည်မှာနတ်ပင်မှာပေါက်ခဲ့တယ်လို့အဆိုရှိတဲ့နန္ဒီယတကြွယ်ကြီးဆောက်လုပ်လူဒန်းထားတဲ့နန္ဒီယတကြွယ်เจ้าကိုလည်းတွေ့မြင်ခွင့်ကြုံရမှာဖြစ်ပါလေအခုခါမှာတော့အရှိအနောက်ပေ200ကျော်ခန့်ရှိတဲ့ကျောင်းတော်ယာကြီးကိုလည်းတွေ့မြင်နိုင်ပါလေနန်းရံဟာဆိုင်ပေလောက်အထူရှိလို့အရင်တော့ကအဆောက်အဦဘယ်လောက်မြင့်မလဲဆိုတာမှန်းဆလို့အပေါ်မှာအုပ်နဲ့စီထားလို့မူလကကြောက်တုံးနဲ့တိဆောက်ထားပြီးထပ်မံပြုပြင်တဲ့လူတွေကအုံနဲ့ပြုပြင်လိမ့်မယ်လို့လည်းယူဆတာဖြစ်ပါတယ်။နန္ဒီယတကြွယ်ရဲ့နတ်ပြည်မှာစောင့်နေရတဲ့နတ်သမီးတွေကဗိမာန်ကိုစောင့်နေရတာကြာလို့လူပြည်ကနန္ဒီယတကြွယ်ကြီးမြန်မြန်လာပါလို့တတဲ့အနေနဲ့သေဟဲ့နန္ဒီယလို့ဆိုတဲ့စကားကိုလည်းစတင်ခဲ့တဲ့နေရာတော်လို့လည်းပြောကြတာဖြစ်ပါတယ်။
နန္ဒီယတကြွယ်เจ้าကြီးဟာခန္ဓာထေဝအပြီးကြီးကျယ်ခန္ဓာကပထမဆုံးမြတ်ဗုဒ္ဓဝါဆိုခဲ့တဲ့ကျောင်းတော်ကြီးလို့လည်းအဆိုရှိခဲ့တာဖြစ်ပါတယ်မြတ်ဗုဒ္ဓကိုကနာတော်ဆုံးကတ်လူခဲ့တဲ့သူဇာတာတထေးသမီးဟာဗာရဏသီမြို့မှာနေထိုင်စဉ်သူသားယတသရုသားဟာလောကီအာယုံကာမဂုဏ်တွေကိုညှင်းဝေးပြီးညလမ်းလျှောက်ထွက်တဲ့အခါမိဂံတောရုံမှာပဲမြတ်ဗုဒ္ဓနဲ့တွေ့ကြုံကြုံခဲ့ပါတယ်အခုပလင်ကြီးကတော့မြတ်ဗုဒ္ဓကယတသရုသားတရားဟောကြားရာပလင်တော်လို့အဆိုရှိပါတယ်ယတသရုသားနဲ့အပေါင်းမှာ55ဦးတို့ဟာဒီမိဂံတော်မှာယဟနာများဖြစ်ခဲ့ကြပြီးပြည်စဝဲကြီး9ဦးနဲ့စုစုပေါင်းယဟနာအပါ60တို့တန်ဃာကျရဏစတင်ဖြစ်ပေါ်ခဲ့တဲ့မြတ်ဒေတာကြီးလည်းဖြစ်ပါတယ်မြတ်ဗုဒ္ဓကိုကြီးညိုတဲ့ကုမာရဒေဝီဟာကုမာရဒေဝီကျောင်းတော်ကို AD 1136ခုနှစ်ကတည်ဆောက်ခဲ့ပါတယ်1194ခုနှစ်မှာဖျက်ဆီးခံခဲ့ရပါတယ်ကုမာရဒေဝီရဲ့ကျောင်းအနီးမှာဟိုတုန်းကဘဲကူလီတွေဟာမိဂသမ္မာမြစ်ကိုရေချိုးဆင်းတဲ့အခါအရှက်အကြောက်လုံခြုံမှုမြေအောက်ကနေအုပ်ကာထားတဲ့လှိုင်လန်းကနေသွားခဲ့တဲ့နေရာတော့ကုမာရဒေဝီရေချိုးစိတ်ပဲဖြစ်ပါတယ်ရှေးရင်ကစားပြီးယနေ့တဲ့တိုင်သားသမင်တွေကိုဘေးမဲ့ပေးခဲ့တဲ့ဘေးမဲ့သမင်ချံကိုလည်းတွေ့ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ်ဓမ္မိကဆိုတာဟာဓမ္မိကဓမ္မမဟုတ်ဓမ္မမုခလို့ဆိုတဲ့ပါဠိပုဒ်ကနေရွေရောလာတာဖြစ်ပါတယ်ဓမ္မိကတရားနဲ့ညီသောဓမ္မမုခတရားတည်းဟူသောနှုတ်ကွန်းလို့ဆိုလိုတာဖြစ်ပါတယ်ဒီနေရာဟာမေရိယဖျားအလောင်းတော်အားဗျာဒိပေးတဲ့နေရာလို့လည်းတချို့ကဆိုကြပြန်ပါတယ်မြန်မာဆယ်တော်ကြီးများကတော့ဓမေခဇီတိတော်ဟာအနတ္တလက္ခဏာသုတ်တော်ကြီးဟောကြားတော့နေရာဖြစ်တယ်လို့လည်းယူဆကြပါတယ်ဓမ္မရာဇိကဇီတော်နေရာဟာဓမ္မစကြာသုတ်တော်ကိုဟောကြားတဲ့နေရာဖြစ်ပြီးအခုဓမေခဇီတိတော်မှာတော့အနတ္တလက္ခဏာသုတ်တော်ကိုဟောကြားတဲ့နေရာဖြစ်ပါတယ်ဓမေခဇီတော်ကြီးဟာညာတော်104ပြီမြင့်ပြီးတမိုင်ပတ်လေကနေကောင်းစွာမြင်နိုင်ပါတယ်ဇီတော်ပတ်လည်မှာရှိတဲ့ပန်းကတိဟာစွာစတိကလို့ခေါ်တဲ့စက်ကြားပုံတွေကိုလည်းထုလုပ်ထားခြင်းဖြစ်ပါတယ်ကြာပန်းကုန်းတွေကိုအပေါ်နဲ့အောက်ချမ်းချမ်းထုထားပါတယ်ဇီတော်ကြီးရဲ့အရက်လေးမျက်နှာမှာလှိုင်မုတ်ငယ်လင်းပြရှိပြီးအဲ့ဒီလှိုင်မုတ်တွေအတွက်မှာတော့ရှေးခေတ်တုန်းကရွှေစင်းတူတွေရှိခဲ့တယ်လို့ကိုဟင်ဆန်ကဖော်ပြခဲ့ပါတယ်မြတ်ဗုဒ္ဓကိုရောမြတ်ကြီးဟာကိုတင်ညဝပဗတ္တိယမာနံအတ္တဇီဆိုတဲ့ပြင်စဝက်ကြီးတို့ကိုဓမ္မစကြာတရားတော်ကြီးကိုဟောကြားတော်မူလို့သောတာပန်ဖြစ်ခဲ့ကြပြီးတဲ့နောက်9ရက်မြောက်နေ့မှာဒီဓမ္မေခဇီတော်နေရာမှာပဲအနတ္တလက္ခဏာသုတ်တံကိုဟောကြားမိတ်ချွေတဲ့အတွက်9ဦးလုံးယဟနာများဖြစ်ခဲ့ကြတာဖြစ်ပါလေအတ္တတတိတော်ရောသာယံသာတိလမသာယောဘောဘုဘောနာရိယောနတ္တတတိတော်ဧကေကောဧကဝေဥပ္ပန္တိ
သုခကမ္မဝိသိမာပရိကရာအထာဂတိနာ မြတ်စွာသာသနာရောင်းဝါနေသို့လင်းစေသောသာဓုသာဓု ချစ်သားအနန္ဒာဤမိဂရာဝန်သားမျိုးစုံသောယကုံတော်ကမြတ်စွာဘုရားကိုရောမြတ်ကြီးသည်အမြတ်ဆုံးသောတရားတော်ဓမ္မစက်ကိုဟောမြတ်လဲစီတော်မူသောဌာနပါတကားဟုကြံစီစဉ်းစားကတရားတရားနှင့်ပြည့်စုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့ဖို့တန်ဝေကယူစရာတန်ဝေကပွားစရာတန်ဝေဇနိယတဌာနရဲ့လို့မြတ်စွာဘုရားဟောကြားခဲ့တာဖြစ်ပါလေဒီဟိုကျွန်းသားသူတော်စင်တူဖြစ်တဲ့အနာဂါရိကဓမ္မပါဠဟာမဟာဗောဓိအသင်းကိုစတင်ဖွဲ့စည်းခဲ့ပြီးအဲဒီမဟာဗောဓိအသင်းကနေမူလကဏ္ဍဂုရီဝိဟာရကို1930ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။စုလစ်မွန်ကျွန်းအထွတ်တင်ထားတဲ့ဒီမူလကဏ္ဍဂုရီဝိဟာရဟာပေ130ပေမြင့်ပါတယ်။တောင်နဲ့မြောက်အလျားလိုက်တည်ရှိပြီးအတွန်းမြောက်ဘက်ထိပ်မှာတော့မြတ်စွာဘုရားဓမ္မစကြာတရားဟောနေတာရုပ်ပွားတော်ကိုလည်းကြီးညိုတတ်ပဲစွာဖူးမြော်နိုင်တာပါရုပ်ပါတော်ဟာရှေးအောင်ဌာနကမိဂရာဝန်တူဖို့တော်ကရကြတဲ့ပုံစံနဲ့တူအောင်ထုတ်လုပ်ထားပြီးမူလပုံတော်အဖြစ်ပြတိုက်ထဲမှာရှိပါတယ်။လေးဘက်လေးတန်းအတွင်းနယ်နေမှာတော့ဂျပန်လူမျိုးပကြီးဆရာကျော်ကိုစိတ်ဆုနိုစုရဲ့ပကြီးပုံများနဲ့တန်စာဆင်ထားပါတယ်။ဒီမူလကဏ္ဍဂုရီဝိဟာရဟာဓာတ်တော်ချုပ်ရှိပြီးမြန်မာနိုင်ငံမှာဒေါ်ကုန်းကနေဓာတ်တော်ချုပ်ကိုလှူဒန်းတယ်လို့အဆိုရှိပါတယ်။မူလကဏ္ဍဂုရီဝိဟာရမဲ့နှစ်ပတ်လေအထိမ့်မှဖြစ်နေဒါဆောင်မုံလာပြည့်နေ့မှာဓာတ်တော်ဖွန်ပဲလဲပြုတ်လုပ်ပြီးရှိပါလေမူလကဏ္ဍဂုရီဝိဟာရအနီးမှာမြန်မာနိုင်ငံကအလူရှင်တွေလှူဒန်းထားတဲ့မြန်မာပုံလက်ရာပြင်ဆက်ဝက်ကြီးနဲ့မြတ်ဗုဒ္ဓဘုံတော်တွေကိုလည်းဖူးမြော်ကြည်ညိုတရားပူနိုင်ကြပါလေမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဓမ္မစကြာတရားတော်မြတ်ကိုလည်းပါဠိအင်္ဂလိပ်ဟိန္ဒူစာရေးနဲ့ရေးထိုးထားတာကိုလည်းကြည်ညိုတရားပွားနိုင်ကြပါလေ
ဖျောက်ဖွယ်ပေါင်းသူတော်ကောင်းများတို့ဟာတာဝတိပြည်မွန်ဇေနုံကျောင်းရှိတဲ့တာဝတိမြို့ကိုလည်းရောက်ရှိခဲ့ကြတာဖြစ်ပါတယ်မြတ်စွာဘုရားကိုရောမြတ်ဟာတထေတုရဲ့ဝါတိုင်တိမှာတင်ထားတဲ့စံနကုတပိတ်ကိုရှင်ပိန်နောလာကတကုနဲ့ယူခဲ့လို့ယဟန်တွေကိုတကုမပြရလို့ပြညတ်တော်မူခဲ့ပါတယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးဒိဋ္ဌိတွေကမြောက်တော်ရဲ့သာသနာကိုထိပါလာတဲ့အပြင်ဖယားကိုပါတကုပြိုင်မှုစိန်ခေါ်လာခဲ့ကြပါတယ်အဲ့ဒီကမြတ်စွာဘုရားကဒိဋ္ဌိတွေကိုနှိမ်နှင်းမှုတရေပင်ပေါက်ရာအရက်မှာတကုပြမယ်လို့လည်းပြောကြားခဲ့ပါတယ်ဒိဋ္ဌိတွေကတာဝတိမှာရှိတဲ့တယုဇနာအတွင်းဟာတရေပင်တွေကိုလည်းတပည့်လက်သားတွေနဲ့ခုတ်ပစ်ပါတယ်ဝါဆိုလပြည်နေ့မှာကောသလမင်းကြီးရဲ့ဥယျာဉ်ဆောင်ဖြစ်တဲ့ကန္ဒအမည်ရှိတဲ့သူဟာမိမိဥယျာဉ်တရက်ပင်တစ်ပင်ရဲ့ခါကျင်ဝင်အတွင်းမှာကျွတ်ကြံနေတဲ့တရက်ဖြူသီးတစ်လုံးကိုရပြီးတော့မြတ်ဗုဒ္ဓကိုဆက်ကပ်လှူဒန်းခဲ့ပါတယ်မြတ်စွာဘုရားဟာတရက်သီးကိုဖုံးပေးပြီးတရက်စီကိုရှင်အာနန္ဒာအားအစိုက်ခိုင်းမှုရှင်အာနန္ဒာကဥယျာဉ်မူကန္နကိုအစိုက်ခိုင်းပြီးတဲ့နောက်မြတ်ဗုဒ္ဓကတရက်စီစိုက်ရာမြေပေါ်လက်ဆေးချတဲ့အခါအရွက်အသီးအပွင့်တို့နဲ့ပြည့်စုံတဲ့တရက်ပင်ကြီးဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီတရက်ပင်ချင်းမှာပဲရေမိအစုံအစုံတကုပြားတွေကိုပြသပြီးတရားဟောကြားတော်မူခဲ့ပါတယ်တရားဟောကြားပြီးတဲ့နောက်မေတော်ဖြစ်ခဲ့တဲ့နတ်သားကိုတရားဟောကြားဖို့တောင်သာနတ်ပြည်ကိုနှစ်လမ်းသုံးဖွားနဲ့ကြွသွားတော်မူခဲ့ပါတယ်ဒီတရက်ပြူပကုံးမှာပဲသီရိဓမ္မသောကမင်းကြီးကဇေဒီတေထားပြီးအိန္ဒိယရှေးအောင်ဌာနကဒုဖော်လို့ဇေဒီတော်ရဲ့ရှေ့ဥတွေကိုလည်းယနေ့တိုင်တန်ဝေကရစွာနဲ့ဖူးတွေ့ခွင့်ကြုံရတာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့ရောက်ဖတော်တဲ့ဒီဝရဟာဘုရားကိုဆန့်ကျင်ကတန်ခါသွင်းဝင်အောင်လုပ်ပြီးဘုရားကိုလှုပ်ကြံမိမဲ့မအောင်မြင်ငယ်ပဲနောင်အခါတတိတရားရလို့ဘုရားကိုဖူးဖူးပြန်လာရာတာဝတိမြို့ဝင်မှာမြို့ခဲ့တဲ့နေရာကိုလည်းယနေ့တိုင်တွေ့မြင်နိုင်ကြတာဖြစ်ပါတယ်ဘုရားအဆူဆူသတင်းသုံးတော်မူခဲ့တဲ့အဝိဇိတနေရာတူဖြစ်တဲ့တာဝတိကိုရောက်မယ်ဆိုရင်ကောသလဘင်းကြီးရဲ့နန်းတော်ရလို့လည်းခေါ်ကြတဲ့သုဒ္ဓတဇေဒီနေရာကိုလည်းတောရောက်ကုညောကုသိုလ်တော်ယူကြရတာဖြစ်ပါတယ်ဆရာလှုပ်တဲ့သူရဲ့သူမတူတဲ့ပညာတွေရခြင်းနဲ့လူလက်ညှိုးတစ်ထောင်ရှာခဲ့ရမယ်ဆိုတဲ့အမှားစကားရငင်းနာမယ်အဟိန္ဒကလို့ခေါ်တဲ့တငယ်ဟာလက်ညှိုးတွေလိုက်ဖြတ်လို့အင်္ဂုလိမာလာလို့လည်းအမိတွန်းခဲ့ပါတယ်တာဝတိမြို့အနဝင်တော်အတွင်းမှာပဲမြတ်စွာဘုရားနဲ့တွေ့လို့မြတ်ဗုဒ္ဓချွေချုပ်ခဲ့တာကြောင့်ယဟန္တာဖြစ်ခဲ့ရပါတယ်မြတ်ဗုဒ္ဓရဲ့နိဗ္ဗေသွန်သင်မှုတွေကြောင့်အင်္ဂုလိမာလပရိတော်ကိုရွတ်ဆိုပြီးကိုဝန်ဆောင်တွေကိုလည်းကယ်တင်နိုင်ခဲ့လို့အင်္ဂုလိမာလယဟန္တာလို့လည်းနာမည်ကျော်ကြားခဲ့တယ်အင်္ဂုလိမာလယဟန္တာအထိတ်မှတ်ပြီးတည်ထားတဲ့အင်္ဂုလိမာလဇီတော်လည်းဖူးမြော်ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်ယံပရဏတဣတိလာသာနာသောဝနံဘုငါတိဝိနာပေတိသဗ္ဗမေဝပရိတယံဩရိနာကဗ္ဗဝုဋ္ဌာနံယိသသာရေတိသောကလေ
ယေသောမိမာရသာလောကနာတေနာပါတိတံ တာဝတိဆိုတာဟာဗုဒ္ဓလက်ထက်တော်တုန်းကကောသလတိုင်းရဲ့မြို့တော်ဖြစ်ပြီးပတိနေရီကောသလမင်းကြီးထိနှံဆက်ရာနေပြီးတော့ဖြစ်ပြီးတော့အစိရာမီမြေကမ်းဘေးမှာတည်ရှိပါတယ်။တာဝတိဆိုတာဟာဖျားရှင်နဲ့စကြဝဠာမင်းတို့ပေါ်ပေါက်မှသာမြို့အဖြစ်ဖြစ်လေရှိတယ်လို့လည်းအဆိုရှိပါတယ်။ခိုးတော့ကတာဝတိဟာကြီးကျယ်ခမ်းနားစီကားလာလို့မရှိတာဆိုတာဘာမှမရှိလို့တပ္ပအဋ္ဌိအလုံးစုံရှိတဲ့မြို့လို့ခေါ်ကြနေပြီးတော့တာဝတိလို့ဖြစ်လာတယ်လို့လည်းအဆိုရှိပါတယ်အနာတပိန်လို့ခေါ်တဲ့အမည်ရင်တုတ္တတဟာမြတ်စွာဘုရားကိုရာဇကြိုမှာဖူးခွင့်ကြုံခဲ့ပြီးတာဝတိကိုပင့်ဆောင်ပို့ွယ်လိုပါတယ်။ဒါကြောင့်မို့တာဝတိမှာမြဝရသတင်းသုံးမှုနေရာရှာဝေတဲ့အခါဇေတာမင်းသားပိုင်တဲ့ဥယျာဉ်ကိုလည်းသဘောကျနှိမ့်ချက်ခဲ့ပါတယ်။ဇေတာမင်းသားနဲ့တွေ့တိုင်းဥယျာဉ်ကိုရောင်းချပေးဖို့ပြောကြားလိရှိရာဇေတာမင်းသားကမကြာခဏလာရောက်မင်းများနေလို့စိတ်မရှိနိုင်မဲအကျွန်ုပ်ရဲ့ဥယျာဉ်ကိုရွှေအသပြာထပ်ခင်နိုင်မှမည်လို့ဆိုမိပါတယ်။အဲ့ဒီအခါအနာတပင်တတိကအိမ်ကိုပြန်ပြီးရွှေတင်းကားတွေယူကာဥယျာဉ်အတွင်းရွှေတင်းကားများခင်းခဲ့ပါတယ်။ဇေတာမင်းသားကဥယျာဉ်ကိုရောင်းမှုမပြောတန်မိုးသာပြောခြင်းဖြစ်တယ်လို့ဆိုပြီးတရားတပေါင်းဖြစ်ကြပါတယ်။အနာတပင်တတိကရောင်းလိုသူကတန်မိုးကိုပြောကြသည်ဝယ်လူသူကထိုတန်မိုးကိုပေးချီသည်ဝယ်သူရတိုက်မရတိုက်အငင်းခုန်ဖြည်းပြီးအနာတပင်တတိကတရားနိုင်လို့ဇေတာမင်းသားရဲ့ဥယျာဉ်ကိုရွှေသပြာထပ်ခင်ပါလေဇေတာမင်းသားဟာတထေးကြီးထံမှမြတ်ဗုဒ္ဓအကြောင်းနာကြားရတဲ့အတွက်မြတ်ဗုဒ္ဓကိုကြီးညိုလာလို့မြေခွက်တချို့တစ်ဝက်ကိုသာရှုခွက်ခင်းစေပြီးကြံတဲ့တကားမုတ်နေရနဲ့ဒီနေရာတချို့တစ်ဝက်ကိုစေရနာပေါက်လို့လှူဒန်းခဲ့တာကြောင့်ဇေတွန်ကျောင်းလို့လည်းထင်ရှားခဲ့တာဖြစ်ပါတယ်အနာတပင်တတိယဟာဥယျာဉ်နေရာကိုရွှေသပြာဆက်ရှိကလေးနဲ့ဝယ်ယူကာကျောင်းတော်ကြီးကိုဆက်ရှိကလေးအကုန်ရခံပြီးဆောက်လုပ်ကာကျောင်းလိုပွဲရည်သက်ချဝဲမှာဆက်ရှိကလေးအကုန်ရခံကကြီးကျယ်ခမ်းနားစွာလှူဒန်းခဲ့တယ်လို့လည်းအဆိုရှိပါတယ်အနာရင်တတိဆောက်တို့လှူဒန်းတဲ့ဇေနွန်ကျောင်းတော်ဟာဘုံ30ရှိပါတယ်တစ်စစ်မှာအခန်းပေါင်း1000ရှိပြီးခန္ဓာကုရီတလာလာခါရကုရီကောတမကကုရီကရီရီကုရီဆိုပြီးကျောင်းတော်ကုရီကြီး၄လုံးရှိပါတယ်။မြတ်စွာဘုရားဟာဇေတွန်ကျောင်းတော်မှာဒုတိယဘောရီလို့ခေါ်တဲ့ဝါတော်20ကစားပြီးဒီတောက်တိပြည်မှာပဲအခြေချပြီးသရဝဝိနည်းတို့အားတရားရည်အေးတိုက်ကျူးတော်မူခဲ့ပါတယ်။ဒီဇေတွန်ကျောင်းတော်မှာပဲသုတ်တန်ပေါင်းများစွာဇတ်တော်ပေါင်းများစွာကိုဟောကြားတော်မူခဲ့ပြီးတိတ်ခါဘုဒ္ဓတော်များစွာကိုလည်းပြည့်ညတ်တော်မူခဲ့ပါတယ်။တောက်ထိပြည်ရဲ့မြို့တရားရဟာပြောင်းရွှေ့တတ်ပေမဲ့ဇေတွန်ကျောင်းရဲ့တည်နေရတော့မပြောင်းလဲတတ်ပါဘူး။ဘယ်ကဘာမှာဘယ်ဖျက်ပဲပွင့်ကျောင်းတော်ကိုတော့ဒီဇေတွန်ကျောင်းနေရာမှာပဲတိဆောက်ရကြစမြဲဖြစ်ပါတယ်။ကျောင်းရဲ့ဂါနအကူဒီတိုက်မှာလဲဖျားရှင်ကျင်းဆက်တော်မူရာညောင်သောတော်ရဲ့အခြေလေးပဲချရလဲတနေရာတဲ့သာဖြစ်ရမှာဖြစ်ပါတယ်။
ရီတို့စရှိသည့်အပြင်ဗရာဇာရီဟာလည်းပဲဒီသွားနေအောင်လုံးကဆုံးသွားတယ်ပြီးတဲ့အခါမှာဒီတာဝတိရောက်လာတော့တာဝတိမှာသူ့အမေဖေတွေကလည်းပဲအကုန်လုံးဆွေမျိုးတွေကလည်းပဲမိသားစုတွေကလည်းပျက်စီးသွားတယ်ဆုံးသွားတယ်အခါမှာသူကအပူမေးတယ်လောက်ပြီးတော့နော်တကောတော့ဘာမှမပြီးတော့တဲ့အနေထားပြီးတော့ယူကဆက်ဆက်ခါယူသွားတယ်အဲဒီတော့တာဝတိမှာယူသွဲနေတဲ့အရှင်ဖြတ်တန်းနေရတဲ့နော်နောက်ဆုံးဒီတက်ဝင်မဲ့ရှင်ကိုရောက်တဲ့အခါကျတော့အဲဒီ မြဝရဟာဆွမ်းခံမပြီးတိုင်းကန္ဓအကုတီအဝင်မှာခြေတော်ဆင်းနဲ့ရခဲ့လာတဲ့ဒုံလပ105ပါးကိုလည်းအမြင်ဟောကြားလိရှိပါတယ်ဒီဇေတဝန်ကျောင်းထဲမှာပဲအင်္ဂုလိမာလစိတ်သမဏဝိကာစတဲ့တရားဓမ္မတွေကိုလည်းတရားကြီးဤတိုက်ကျွတော်မူခဲ့ပြီးမေတ္တာတုတ်မင်္ဂလာတုတ်ခန္ဓာတုတ်တဇက်ကတုတ်အင်္ဂုလိမာလတုတ်စတဲ့တုတ်တော်များစွာကိုလည်းဟောကြားတော်မူပြီးတာဝထုမြို့တော်မှာ၄တုတ်ပုဗ္ဗအောင်ကျောင်းမှာ23တုတ်နဲ့ဇေနွန်ကျောင်းမှာ844တုတ်ဟောကြားခဲ့တယ်လို့လည်းအဆိုရှိတာဖြစ်ပါတယ် ဒီအနေနဲ့ဘောရဘာလာတုံးဘောပေါ့လေအဲ့မဲ့နေ့အနေနဲ့ကြတော့နောက်တဲ့တာဘာဝတုံးဘောတဲ့ဘောကမှာလူဖြစ်ဖို့ဆိုတာအញ្ញံကမှခက်ခဲတယ်ဆိုပြီးတော့ဟောတယ်ဆိုတော့ဒီလိုဒီလူဖြစ်နေလူဖြစ်တာဖြစ်တယ်ဆိုတော့ဒီကလေးတွေ့တော့အဲ့ဒါမခံစားဘူးအမေတကယ်ကိုကြကြနနဒီဆိုရင်တော့တကယ်ခက်တာပဲဒီလုံးမှာကဒီဘောရဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့ဘောရဘာသာအမြင်ရမယ်စကားပြောတာဒါပဲဆိုလို့ရှိရင်လောကမှာကကောင်းစစ်တမုံရှိတယ်ကောင်းစစ်တမုံမှာကဒီလိုကအကြောင်းပုံတွေကတော့မမြင်ရဘူးဒီလိုလူပုံနဲ့ဒီဆံပုံကတော့မြင်ရတယ်သာမစိတ်ပုံကတော့ဉာဏ်မသိတာဘူးပေါ့ထားလိုက်တော့ဒါကဒါနဲ့ဒီလိုဒီလူပုံနဲ့ဒီဆံပုံကမြင်ရတဲ့အဟာကိုမြင်ရတဲ့နှစ်ခုကိုရှင်းပြလိုက်ရင်ဒီနဲ့ဒီဆံကဉာဏ်ပေါ်တယ်ပြီးတော့လို့ဒီလိုခဏကြီးသိတာနိုင်တဲ့အနေထားတွေတော်တွေကိုဖက်ဖို့နော်တရားဟောဖို့နော်အဲ့ဒီမြတ်စွာဘုရားရှင်တို့ရဲ့အလုံးဖြစ်တဲ့ပုံနဲ့အလုံးတွေကိုလုပ်ဖို့တဲ့မနေ့3နာရီကျော်လာဆိုလို့ရှိရင်အားဒီအဲ့ဒီကလည်းရှင်အနေကုန်တဲ့ဥစ္စာလို့မြတ်စွာဘုရားရှင်နားတဲ့အရှင်ဆိုတာမရှိဘူးအဲ့တော့ညနေပိုင်းဆိုလို့ရှိရင်တော့ဒီ6နာရီ9နာရီ10နာရီ9နာရီအချိန်တွေလားဆိုလို့ရှိရင်ဒီတာဝတိမှာရှိတဲ့တရားဓမ္မတွေတရားတစ်ချက်ကအဝေးကလာကြတဲ့တရားဓမ္မတွေကိုတရားတွေဟောတယ်နေ့တိုင်းပဲဥစ္စာလို့မြတ်စွာဘုရားရှင်တရားဟောတာကတရားပွဲရှိမှပဲဟောနေတာမဟုတ်ဘူးအဲ့ဒီတင်းလုံးနဲ့ခန္ဓာကိုယ်ဒီအနာကိုလာပြီးတော့စုဝေးကြတယ်အဲ့ဒီကမှမြတ်စွာဘုရားရှင်ကအဲ့ဒီယဟန်တွေကိုတရားဟောရင်လည်းဟောတယ်အဲ့ဒီကမ္မထန်တွေပြီးရင်လည်းပေးတယ်နော်အဲ့လိုမျိုးတွေမြတ်စွာဘုရားကတရားဟောတယ်ဇေတဝန်ကျောင်းဝင်းအတွင်းထဲမှာမြင်မာတဲ့ညောင်မင်းကြီးကိုလည်းဖုတွေ့နိုင်ပါတယ်ဒီပင်ဟာမြတ်စွာဘုရားသက်တော်ထင်ရှားရှိတုန်းကအရှင်အာနန္ဒာရဲ့အစီအစဉ်နဲ့စိုက်ပျိုးရဲ့လို့အာနန္ဒာဘောဓိပင်လို့ဒီနေ့တဲ့တိုင်ခေါ်ဆိုနေကြတာဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာဝါအတွင်း3လလောက်သာဇေနွန်ကျောင်းမှာဝါဆိုသတင်းသုံးပြီးဝါကျွတ်တဲ့အခါကိုလာတို့ပတ်လုံးမြစ်စီမဒေသတိုင်းပြည်အသီးသီးမြို့ရွာအသီးသီးကိုလေဒေသစာကြီးကြွချီတော်မူလေရှိပါတယ်။တာဝတိမြို့သူမြို့သားတို့ဟာမြတ်စွာဘုရားကိုပူဇော်ဖို့ဇေတဝန်ကျောင်းကိုလာတဲ့အခါပန်းနတ်သားတွေကိုယူဆောင်လာလေရှိပါတယ်။မြတ်ဗုဒ္ဓဒေသစာကြီးကြွချီနေတဲ့အချိန်မှာမြတ်ဗုဒ္ဓကိုမဖူးမတွေ့ရလို့ပူဇော်ရန်ယူလာကြတဲ့ပန်းနတ်သားတွေကိုလည်းဇေတဝန်ကျောင်းဘဝမှာစွန့်ပစ်ခဲ့ကြပါတယ်။အဲ့ဒီအကြောင်းကိုရှင်အာနန္ဒာကလျှောက်ထားတဲ့အတွက်မြတ်စွာဘုရားကဖျားရှင်ကိုစားဘောဓိပင်ကိုပူဇော်ခွင့်ပြုခဲ့ပါတယ်။အရှင်အာနန္ဒာဟာဗုဒ္ဓဂယာကဘောဓိမျိုးစေ့ကိုရှင်မောက္ကလံကိုသဲယူစေက
အနာတပင်တတိကြီးကစိုက်ပျိုးခဲ့ပြီးအရှင်အာနန္ဒာရဲ့အစီအစဉ်နဲ့စိုက်ပျိုးခဲ့လို့အာနန္ဒာဘောဓိလို့ခေါ်ဆိုခဲ့ကဒီနေ့တဲ့တိုင်မြတ်စွာဘုရားကိုစားပရိဘောဂဇီတော်အဖြစ်နဲ့လေဖူးမြော်နိုင်ညညောင်ရည်တွန်းလောင်းနိုင်ကြတာဖြစ်ပါတယ်ပြင်းနေတာရင်အဲ့ဒီရင်းနေတာရင်ထားပြီးတော့သူ့ရဲ့အလိုဆန္ဒကိုမြတ်စွာဘုရားကပြီးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီရမှာပဲတွားပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ကိုကြတွားပြီးတော့ပြုစုတဲ့အဲ့ဒီဟန်အဲ့တော့အဲ့ဒီလိုပြုစုတဲ့အခါမှာနော်မြတ်စွာဘုရားကိုယ်တိုင်ကိုကြတွားပြီးတော့ပြုစုပြီးဆိုလို့ရှိရင်တခြားဟန်တွေကလည်းဒီတိုင်းညီလို့မရတော့ဘူးလေနောက်ကလိုက်ပြီးတော့ပြုစုရတာပေါ့အဲ့တော့ဟန်တွေကိုမြတ်စွာဘုရားကအဲ့ဒီနေရာမှာမိတာတော့ရောဘက်ကိုလည်းနာဘက်နေရတော့ကြည့်လာတဲ့ဖက်စီရတော့အချင်းပုဂ္ဂိုလ်ဒီငါပြောင်းကိုပြုစုလို့ပြုစုလို့ဆိုလို့ရှိရင်ကြည့်လာတဲ့ယဟန်ကိုပြုစုလို့ပြပါဒီလိုဝေစုခွေးတဲ့အခါမှာလည်းပဲဒီတော်ကကြောက်ကဝေစုတစ်ခုရတယ်ဝေစုတစ်ပုံပေါ်တယ်နော်အဲ့တော့မြတ်စွာဘုရားရှင်ရဲ့မောင်ကြီးကအဲ့တော့အဲ့ဒီမြတ်စွာဘုရားရှင်ပြိဋိမဲ့ပူတော်တဲ့နောက်ပိုင်းဒီအဆက်ဆက်တောင်းဝင်ယူခဲ့တဲ့ကြောက်တဲ့ရှားတော့ရဟန္တာမတင်မြတ်ကြီးတွေတက်တော်လိုက်တယ်ပါပြောတာဆက်ကတက်တော်တိုင်းနဲ့ပါတယ်အဲ့တော့ဒီနေရာကတက်တော်ဒါတဆူသုံးသုံးလေးသုံးပါးတောက်သူအဲ့လိုဆိုရှိတယ်ဒီနေရာကအဲ့တော့မြတ်စွာဘုရားရှင်ပြိဋိမဲ့ပူတော်တဲ့နောက်ဒီစေတဝန်ကိုတောင်းဝင်ယူပြီးတော့ကြောက်တဲ့ဘုန်းကြီးဦးဇင်းတို့ဒီခင်းနဲ့ပြောမယ်ဆိုတော့ကြောက်တဲ့ဘုန်းကြီးပေါ်တယ်နော်အဲ့ဒါမတင်မြတ်ကြီးတွေတက်တော်လိုက်ကိုဒီနောက်မှာပဲအပနာထားတာဖြစ်အဲ့တော့ဒီနေရာကဦးဇင်းတို့နန္ဒမတင်မြတ်ကြီးရဲ့တက်တော်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်သဘောနဲ့တာသုံးကျင်တဲ့စာရှိဖို့ကြမယ်နော်နမောတတ္တဗဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓัสสะဖျောက်ဖွဲ့ပေါင်းသူတော်ကောင်းများတို့အလောင်းတော်မွေးဖွားတော်မူရာလုံးလီတာမောအင်းကြီးတော်ကိုလည်းရောက်ခွင့်ကြုံရရောက်ဖြစ်ပါတယ်နမောနမောမြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူရာလုံးလီတာမောအင်းကြီးတော်မှာအလောင်းတော်ဖွားမြင်တော်မူရာအထိတ်အမှတ်အဖြစ်ဒီဘောနိုင်ငံအစိုးရကတိဆောက်ပေးထားတဲ့အမြဲမီးလင်းနေတဲ့မိရှုတိုင်းကိုလည်းတွေ့မြင်ခွင့်ကြုံရတာဖြစ်ပါတယ်करुणा और दया से भरपूर तन तुम्हारा मन तुम्हारा अपना पराया कोई नहीं है सारा जग परिवार तुम्हारा ओ अवलोकितेश्वरा တသောင်းသောစัจ java လာအပေါင်း၌လူနှင့်မြမသရဝဝိနည်းအပေါင်းတို့ဟာလောကသုံးပါးတို့တွင်အထွတ်မြတ်ဖြစ်တော်မူသောဗုဒ္ဓအလောင်းတော်ဖွားတော်မူရာဇာတဌာနကိုလည်းဥခိုက်ညှို့ခဲ့ရတာဖြစ်ပါတယ်။လုံးမီဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအင်ဂျင်တော်ကြီးဖြစ်ပါတယ်။ဒါကြောင့်မို့လုံးမီတာမောအင်ဂျင်တော်လို့စာဆိုရှိပါတယ်။လုံးမီဟာသောရဏမင်းကြီးရဲ့ကပ်ပိလို့နေပြည်တော်နဲ့အစ္စနာမင်းကြီးရဲ့ဒေဝရနှစ်ပြည်တော်ကြားမှာရှိပြီးမဲတော်မာယာကိုဝန်အရစ်မာနဲ့မိဘဆွေမျိုးများရှိရာဒေဝဓာကိုအသွားလုံးမနီဥယျာဉ်ဝင်ရောက်နားနေခဲ့မှာပဲ
အလောင်းတော်မင်းသားကိုမာတက္ကရီ68ခုဥရုဂိမာနကစုံလာပြီးတောက်ကြနေနတ်နဲ့တစ်ချက်ဒီအခြေတိမ်လက်ပြိစ္ဆာစံဝိတာခလက်ခံနဲ့ရှင်ရဲ့လက္ခဏာတော်ကြီးငယ်နဲ့ပြည့်စုံတဲ့ဗုဒ္ဓအလောင်းတော်ကိုလည်းဖွားမြင်တော်မူခဲ့တာဖြစ်ပါတယ်။ဖွားမြင်တော်မူတဲ့အခါကောင်းငင်မှရေဘူးရေအေးနှစ်သွဲတို့ဟာမေတော်နဲ့သားတော်တို့ကိုချမ်းမြကြီးသားဝေဒနာမရှိစေခြင်းအလို့ငါသက်ဆင်းတွန်းဖြန့်လာခဲ့ပါတယ်။မြတ်ဗုဒ္ဓအလောင်းတော်ဖွားမြင်တော်မူတဲ့အခါမြမကြီး၄ယောက်တို့ကယေနာရှုကွန်ရဲ့ဖြင့်၎င်းစတုမာတဲ့နာမည်၄ပါးတို့ကတင့်တဲ့ရေးဖြင့်၎င်းလူမင်းသားတို့ကဝဲပြူပစိုးဖြင့်၎င်းအသီးသီးခံခဲ့ကြပါတယ်။မြမကြီးတို့ကထီဖြူကိုအုံမှုသူ့ရာမနတ်မင်းကသားမိရခတ်ပြီးတပါးသောနတ်တို့ကတန်လျက်ခြေနှင်းတင်းကြည်ကန်ဆွဲပြီးကောင်းကြီးပြီးလို့ကြွေးကြော်ခဲ့ရတာဖြစ်ပါတယ်။အလောင်းတော်မြတ်ဟာအယက်မျက်နာလို့အစဉ်တိုင်းကြည့်တော်မူပြီးသူ့ရဲ့သားသူကိုမဆိုထားနဲ့ဓာန်တူလူမရှိတာကိုသိတော်မူ၍မြောက်ဘက်သို့ခြေလန်းခုနှစ်လန်းကြွားမြန်းခဲ့တာအေဂောဟမသတိလောကတာစစ်ထောဟမသတိလောကတာတိထောဟမသတိလောကတာလို့လောကမှာငါသည်အကြီးအကဲဆုံးဖြစ်၏အမောအမြတ်ဆုံးဖြစ်၏အချီးမွမ်းအဆုံးဖြစ်၏လို့ကြုံရကမြတ်ဆိုတော်မူခဲ့တာဖြင့်အခုဖျားဦးများရောက်နေကြတဲ့လုံးမီတာမောအင်းကြီးတော်မှာပဲဖြစ်ပါတယ်အဲ့ဒီတော့ကကြည်တော့မှာဆံမုတ်သိတယ်လို့ကြိတ်ကြိတ်တို့လာရောက်ပူဇော်ကြည်နူနေကြတဲ့နတ်ဗျမအပေါင်းတို့ကလည်းလက်ပမောကပြီးအံ့ဩကြပါတယ်အဲ့ဒီလိုဖွားမြင်တော့ကမြင်ရတဲ့ဒုနတ်အပေါင်းတို့ဟာအလောင်းတော်မင်းသားဟာဖွာတိုင်းတော်ကိုဖြင့်သွားပြီးမဲ့အဝတ်အစားဆင်ရင်ပြီးသွားတယ်လို့16နှစ်အရွယ်သားအရွယ်ဖြင့်သွားတယ်လို့ပဲမြင်ကြပါတယ်အမြတ်ဆုံးယောက်ျားရဲ့အမြတ်ဆုံးစကားကြွေးကြော်သွားခဲ့ရဒီလုံးကြီးမြားဖြင့်အမြတ်ဆုံးမြည်ဖြစ်တယ်လို့အမြတ်ဆုံးယောက်ျားဖွားမြင်ရမည်ဖြစ်ပြီးအမြတ်ဆုံးယောက်ျားအစဆုံးခြေတော်အားခြာနေရမည်ဖြစ်တာမို့လို့အမြတ်ဆုံးသုံးရထက်ခါကြားရောက်ရာဒီလုံးကြီးအားဖြင့်ကဗ္ဗဥအောင်လို့ခေါ်ရလောက်မယ်အထွတ်မြတ်ဖြစ်ခဲ့ပါတယ်မြတ်ဗုဒ္ဓအလောင်းတော်မွေးဖွားတော်မူတော့ကကောင်းငင်ကနေပြီးတော့ရေဘူးရေနှစ်သွဲဆင်းကြလာတဲ့အထိမ်းအမှတ်အဖြစ်နဲ့ပြုလုပ်ထားတဲ့မေတော်မာယာရေကန်တော်လည်းတွေ့မြင်ခွင့်ကြုံရတာဖြစ်ပါတယ်။တေကြမုနီဂေါရမမြတ်ဗုဒ္ဓဟာနိဗ္ဗာန်ရွှေဘုံခုံဘုံလွန်ပြီးနောက်နှစ်ပေါင်း218နှစ်မှာမင်းဖြစ်ခဲ့တဲ့ဓမ္မသောကမင်းဟာအဘိဓိတ်သွင်းပြီးနှစ်ပေါင်း20ကြာတဲ့သာသနာနှစ်242ခုနှစ်မှာလုံမဏီကိုရောက်ခဲ့ပါတယ်။သူရောက်ရှိရှိခုအယုဒ္ဓပြုခဲ့တဲ့အကြောင်းနဲ့တိဋ္ဌဒမင်းသားရဲ့ဖွာရမြေမှန်ကြောင်းဘုဒ္ဓဝင်ရာဇဝင်သာသနာဝင်တို့မှာအခိုင်အမာမှတ်တမ်းတင်မှုထိတ်မှဝတ်နေတဲ့မြင့်ရုပ်ပါပြီးအမြင့်ပေ25ပေလောက်ရှိတဲ့အချင်း3မေခန့်ရှိတဲ့တိုင်ဝင်လဲစာရန်ပါရေးထွန်းပြီးစိုက်ထူခဲ့တာဖြစ်ပါတယ်။သာသနာနှစ်1800ခုလောက်မှာစန့်ကျင်ဘက်အယူရှိရတဲ့တက်စစ်တပ်တွေဖြစ်စည်းခဲ့လို့ကြောက်တန်ကြီးဟာလည်းချိုးဖဲ့ဖြစ်စည်းခြင်းကိုခံခဲ့ရတာဖြစ်ပါလေ။ချစ်သားအနန္ဒာဤလုံးဤဥယျာဉ်တော်ဌာနသည်မြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူ၏ဟုကျမ်းစီအောင်မေကသရတရားနှင့်ပြည့်စုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့ဖို့ရာဖူးမြော်တိုက်သည့်တန်ဝေကရသည်နဲ့ဌာနဓမ္မဖြစ်ပြီးတယ်လို့မြတ်စွာဘုရားဖျားရှင်ကဟောကြားမင်းမြွခဲ့တာဖြစ်ပါတယ်။ဖျားဥပ္ပပေါင်းသူတော်များတို့ဟာမြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝန်ဆာနှုံမယာကုသနာယုံမန္လာမင်းတို့ရဲ့အင်းကြီးရေကုန်ကိုလည်းရောက်ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ်။မြတ်စွာဘုရားပရိနိဗ္ဗာန်ဝန်ဆာတော်မူခဲ့တဲ့အခါ
မိသွေးတွေကိုဌာပနာပြီးတည်ထားတဲ့အင်္ဂါရဇီတိကိုလည်းထုတ်တွေ့နိုင်ကြပါတယ်ဒီနေရာမှာပဲနတ်သားထင်းမုံကြီးပေါ်မှာတင်ထားတဲ့မြတ်စွာဘုရားရဲ့ယုတ်လတ်တော်ကိုအရှင်မာကတ္တဖမထေရကြီးရဲ့အဋိဌာန်ချက်ကြောင့်သူ့အလိုလိုမိလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်မိသေးကြိုးစင်တုံးကဓာတ်တော်နှမျိုးဖြစ်တဲ့ပြိုဝဲတဲ့တာမိန်နဓာတ်တော်နဲ့မပြိုခွဲတဲ့အတာမိန်နဓာတ်တော်များကြွကြံရခဲ့ပါတယ်ဒေသခံတွေကတော့ရမ်ဘာစတူပါလို့လည်းအဆိုရှိတဲ့ဇေတော်ကုန်းကြီးပဲဖြစ်ပါတယ်မဟာပရိနိဗ္ဗာန်ဇေတော်ကြီးနဲ့မဏိမွေးအရမှာမြတ်ဗုဒ္ဓကိုရောမြတ်ကြီးရေသုံးသက်တော်မူခဲ့တဲ့နေရာရှိပါတယ်မာထကုံဝါလို့ခေါ်ပါတယ်ဘုံမိဖတ်တာဘုံတော်ဖြစ်ပြီးဝေနာခံရတဲ့ပုံတော်ပေါ်တယ်လို့လည်းအဆိုရှိပြီးဆုတောင်းရင်ဆုတောင်းပြည့်တယ်လို့အဆိုရှိတာကြောင့်ရရွာဒေသကကလေးစုပန္နကအစားလာရောက်ဆုတောင်းလို့ရှိတယ်လို့လည်းအဆိုရှိပါတယ်အတုလံဓမ္မရသနာဝနာမိတိတာရံဧဝနဝါယိကုနေလောကံမိဂိတိဗျာမိတံအတုလံဓမ္မရသနာဝနာမိတိတာရံဧဝနဝါယိကုနေဤအရဟတာသဗျာတိကိုပြသောဘုံတော်တို့ဖြင့်လောကံမိတတ္တလောကသင်္ခါရလောကဩကာရလောကဆိုသောလောကသုံးဘုံဘုံလုံးဆောင်၌ဣတိဗျာမိတံသိသိတုံကပဋ္ဌိနမြနသကျော်တော်မူပေနာသောအတုလံသီလကောင်းဒီသမာ
ပဏာညုကျိုးလက်ဆုံးမို့၍ရှင်ခိုးကြောပါ၏မြတ်စွာဘုရားကုသနာအောင်ဆိုတာမြတ်စွာဘုရားနိဗ္ဗာန်ရွှေဝုံခုံဝင်လုံးတဲ့နေရာဌာနဖြစ်ပြီးတန်ဝေဇနိယ၄ဌာနမှာပါဝင်တဲ့တန်ဝေကအရာဆုံးဌာနလည်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာကုသနာအောင်မှာပရိနိဗ္ဗာန်စံဝင်ခြင်းမှာအကြောင်း၃မျိုးရှိပါတယ်။မဟာတုဒ္ဒတနာတုကိုဟောတော်မူလိုခြင်းနောက်ဆုံးတာဝကတုပ္ပဒအားချွေချွတ်တော်မူလိုခြင်းနဲ့ဓာတ်တော်ကိုလူရဲ့ကြခြင်းကြောင့်အငြင်းကုန်ဖြစ်ပွားခဲ့သောဖြံမြေပေးရန်ဒေါနာပုံနာချီနှုတ်ကြောင့်ဖြစ်ပါတယ်။ကုသနာဟွာရှိတုန်းကနေပြည်တော်တစ်ခုဖြစ်ပြီးမန္လာမင်းတို့အာဏာလွှမ်းမိုးရာနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဟိုရှိလွန်လေပြီးသောခါကဆိုရင်လေးကျွန်းလုံးကိုအစိုးရတဲ့စัจ java မင်းတို့စံပြောခဲ့ရာနေပြောကြီးဖြစ်ခဲ့ဘုံကိုလည်းမြတ်ဗုဒ္ဓကဟောကြားတော်မူခဲ့ပါတယ်။ ဒီပရိပိစေယောနန္ဒရာပိစေယောအမနန္ဒရာပိစေယောဗုဒ္ဓမြတ်စွာပွတ်တော်မူတဲ့အခါဒိဋ္ဌိနဲ့နတ်လူမြမာတို့ဟာဖျားရှင်ကိုတူပြိုင်လာခဲ့ကြပြီမဲ့ဖျားရှင်ကရန်သူလို့သဘောမထားပဲသူတို့အကျိုးကိုလိုထားတဲ့မြစ်တာတက်ထက်မြက်တဲ့ဉာဏ်တော်မြတ်နဲ့ပဲအမြဲအောင်နိုင်တော်မူခဲ့ပါတယ်။အဲလိုလူနဲ့ပြမသရဝဟုရမြတို့ကိုဆန့်ကျင်မဲ့ပြုတ်လာသည်မြဝဲအရှုံးမရှိအနိုင်သာရှိခဲ့ပေမဲ့အိုဘေးနာဘေးသေဘေးဆိုတဲ့ဘေးရန်ကြီး၃ပါးကိုတော့မြတ်စွာဘုရားဟာအနိုင်မရအရှုံးခံခဲ့ရတာဖြစ်ပါတယ်မြတ်စွာဘုရားဟာ45ဝါပတ်လုံးတက်တော်80အထိအနာယူသည်မရှိဘဲသရဝတို့အကျိုးအတွက်အစာရီကောင်းခြင်းအလဲရီကောင်းခြင်းအဆုံးရီကောင်းခြင်းသဘောရှိတဲ့ဓမ္မသစ္စာလမ်းစဉ်တရားကိုဟောကြားတော်မူလက်မာတက္ကရီ148ခုပုရုဂိမာနကစုံလပြီးအင်္ဂါနေ့ညဥ်ရမှာမန္လာမင်းတို့တရားညွှန်ပြတကောင်းရမှာတုပ္ပပရပတ်ကိုဆုံးမပြီးမိုးတော်ရမှာယဟန်တန်ဃာတော်တွေကိုများစွာဆုံးမတော်မူပြီးကအာယုန်တက်ခံဤလင်အားကြီးအချိန်မှာပဲအနုပါတိတေသပရိနိဗ္ဗာန်တတ်နဲ့ပရိနိဗ္ဗာန်ဝန်ဆံတော်မူခဲ့တာဖြစ်ပါတယ်ကုသနာညုံဟာမြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝန်ဆံတော်မူရာဖြစ်လို့မို့မြတ်ဗုဒ္ဓရဲ့နိဗ္ဗာန်ရွှေဘုံခိုးဝင်လုံးတဲ့ရုပ်ထုတော်ရှိပြီးမထုရာမျိုးသားဒိဏကထုလုပ်ထားတာဖြစ်ပါတယ်မဟာဝိဟာရအကြောင်းနေရဟန်းတော်ဟရိဗလဆွာမိကလှူဒန်းတယ်လို့လည်းအဆိုရှိပါတယ်ရုပ်ထုတော်ကြီးဟာညီသားရုပ်ထုတော်ကြီးဖြစ်ပြီးတွေ့စဉ်တုန်းကဒဇစီကျိုးပယ်လေးရှိလို့ပြန်လဲဆက်ဆက်မွမ်းမံထားပါတယ်ရုပ်ထုတော်ဟာညှိုးလျတဲ့မျက်နှာတော်ဖူးကြွတဲ့ပါးတော်နဲ့ခြေတော်အစုံနွမ်းကြီးပြေကြော့ကြနေတဲ့ကိုတော်နေရန်တို့ကိုအနိကဖုတွေ့ရတဲ့ဗုဒ္ဓဘာသာဝင်ဘုရားဝုဒ္ဓဟာဘုရားရှင်ကိုနှမျောတတ်တာပြီးဝမ်းနေမိကြပါတယ်။လျောင်းတော်မူမြေသားဗုဒ္ဓဆင်းသူတော်ဟာခြေပွားတော်မှဥဆောင်တော်ထိပေ20ပခုံးတော်9ပေ6လက်မှရှိပြီးမြောက်သို့ဥကောင်းပြုတော်မူပြီးအနောက်ဘက်သို့မျက်နှာမူနေတဲ့ပုံဖြစ်ပါတယ်။ပလင်းတော်ဟာ23ပေ6လက်မှရှိပြီး2ပေ1လက်မှမြင့်ပါတယ်။သမားတော်ကြီးကဘုံရှင်အာနာနာသူပ္ပဒပုံတွေကိုလည်းဗ
ဗုဒ္ဓဝန်ဖြစ်စဉ်နဲ့အံကပ်ဖြစ်အောင်ပင်လယ်တော်ရှိမျက်နှာစာမှာစနစ်တကျနေရာပြီးထုတ်လုပ်ထားတာကိုလည်းတွေ့မြင်ဖို့ကြုံရမှာဖြစ်ပါတယ်ရုပ်ပါတော်ကြီးကိုမဏိတော်ဘက်ကဖူးလို့ချင်ပြုံးနေတဲ့ဟန်မျက်နှာတော်တဲ့တဲ့ဖူးပါကကြီးဆက်နေတဲ့ဟန်နဲ့ခြေရင်ဘက်ကဖူးလို့ချင်ဝေနာခံစားနေတဲ့ဟန်သုံးမျိုးလည်းဖူးမြင်ရမှာဖြစ်ပါတယ်လျောင်းတော်မူတစောင်းရဲ့အရှိတ်ဘက်မှာမဟာပရိနိဗ္ဗာန်ဇီတော်ရှိပြီးအဲဒီမဟာပရိနိဗ္ဗာန်ဇီတော်ကိုမြန်မာနိုင်ငံဟင်္သာတမြို့ကအရေးပိုင်ဥဖိုးကျူက1912ခုနှစ်မှာပြည်စင်ခဲ့ပြီး1929ခုနှစ်မှာထီတော်တင်ခဲ့တယ်လို့လည်းအဆိုရှိပါတယ်မဟာပရိနိဗ္ဗာန်ဇီတော်ကြီးရဲ့အရှိတ်အောက်ဘက်မှာတော့အရှင်အနုယုဒ္ဓရဲ့ဇီတော်ကိုလည်းကြီးညိုစွာဖူးမြော်ခွင့်ကြုံရမှာဖြစ်ပါတယ်ပစ္စည်းခံရတဲ့နှစ်ပေါင်း600လောက်ဗုဒ္ဓနဲ့ပတ်သက်တဲ့နေရာဌာနတော်တော်များများဟာမေ့ပြောက်ခံခဲ့ရတယ်ပေါ့နော်ဒီစိတ်ခဏရာစုကိုရောက်လာမှဖျားဌာနတွေဟာပြန်တဲ့တစ်ဖက်ပေါ်ပေါက်လာတာဖြစ်တယ်ဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะဘုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံမိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံမိဓမ္မံတရဏံဂစ္ဆာမိတတိယံမိဓမ္မံတရဏံဂစ္ဆာမိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသံသရဏဓမ္မံသောဒုက္ခသောလောကဝိတုအနုတ္တရပုရိသဓမ္မံတရဏိအထာဒီဝမနုဿာနံဘုဒ္ဓောဘဂဝါဘဂဝောဘဝတဓမ္မောအာရိတိသောအာဂါရိသောဧဝတိသောဩဝါရိသောသစ္စေတံဝိရိကသောဝိညူဤဩပတိမာနောဘဂဝါတောသဝကတံသောဥဇောပတိမာနောဘဂဝါတောသဝကတံသောနမ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 ော
ဖျောက်ဖွဲ့ပေါင်းသူတော်ကောင်းများတို့ဟာဒုတိယသင်္ဃာယနာတင်ခဲ့တဲ့ဝေသာလူလည်းရောက်ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ် सुख में तुम हो दुख में तुम हो तुम ही तुम हो बस हमारे तुम ही तुम हो बस हमारे မြတ်ဗုဒ္ဓရဲ့ဓာတ်တော်တွေကိုဝေစုရခဲ့တဲ့လေဆွေမင်းတွေဟာဓာတ်တော်တွေထားဖို့တည်ထားတဲ့ဓာတ်တော်တိုင်းနေရာပဲဖြစ်ပါတယ်အခုကမှတော့အိုဟောင်းတွေကိုပဲတိုင်ဝဲရစွာနဲ့ထူးတွေ့ခွင့်ကြုံရတာဖြစ်ပါတယ် एक हमारे माझी हो तुम पूज्य दलाई लामा जी नमो 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 हिंसा के इस काले युग में बस अहिंसा धर्म तुम्हारा बस अहिंसा धर्म तुम्हारा ज्ञान का निर्मल सागर हो तुम संजन ज्ञान Gata Bhagavato Arahato Namatamudada Namo Tassa Bhagavato Arahato Namatamudada Namo Tassa Bhagavato Arahato Namatamudada Buddham Ranang Gissami Dhammam Ranang Gissami Agandranang Gissami Udiyami Buddham Gissami Udiyami Dhammam Gissami Araham Dhammam Buddho Vesasarana Dhammando Dugato Loga Vidu Anudaro Buddhita Dhammadarati Adadiwa Manodhanam Buddho Bhagavan Bhagavato Bhagavata Dhammo Aditiko Agaliko Ebadiko Obaliko Isaka Viritabo Vinyui Evaripano Bhagavato Davagadango Usovaripano Bhagavato Davagadango Gayavaripano Bhagavato Davagadango Abhidevaripano Bhagavato Evo Nawai Kune Logavi Keti Dabidam Adulam Dhamarasana Wadami Di Darada Evo Nawai Kune Rada Sabhyati Koga Dokono Dopye Logavi Dada Loga Dengara Loga Ogada Loga Usuado Loga Dombo Bondo Zonai Edi Javidam Deng Doga Badin Damya Nasa Jodo Mubidado Adulam Dila Gaudi Tamadini Ibi Jinya Lungeta Yue Nyaila Naindu Adure Shiro Mubidado Amarasana Dombo Magai Dongtai Terebu Olu Tinche Damareto Tasheno Myabayago Himaya Piabu Piala Yaboda Alono de Vido Maruti I Low Isali No Danchi Shinji Mano Domano Doraruke Aradam Linati Yudi Shidi Wadami Gondo Tomba Gondo Malia Shimono Mana Yuju Rasumoye Shingoဝေသာလီဓာတ်တော်တိုင်းနဲ့မနှင်းမွေးပါတော့ဝိရှရှန်နီဇေဒီကိုလည်းတွေ့ခွင့်ကြုံခဲ့ပြီးအဲ့ဒီရေကန်အဖြစ်ဟိုတော့ကလက်ဆွေတွေခေါင်းစင်းမင်္ဂလာပြုခဲ့တဲ့မင်္ဂလာရေကန်လို့လည်းအဆိုရှိခဲ့ကြတာဖြစ်ပါတယ်ဝေသာလီဆိုတာဟာရှေးတုန်းက9900ပါသောလက်ဆွေမင်းတို့စုပေါင်းအုပ်ချုပ်တဲ့နိုင်ငံတော်တစ်ခုဖြစ်ပါတယ်ဗုဒ္ဓဟာတခါတရံမှာ
လေးစွေတို့ရဲ့ညီညွတ်ကြဘုံတွေကိုလည်းအတုယူဖို့တန်ဃာတော်တွေကိုသွန်သင်တော်မူလေးရှိပါတယ်တထနဲ့တထတကားဝုတ်စီဝေးကွာတဲ့တတိုင်းသုံးနှက်ရှိပြီးတထက်စီမှာတကားတစ်ပေါက်စီနဲ့မျောစင်များပါဝင်ပါတယ်ကာယောဂါဆိုများကာယောခဲ့တော့ကအရှင်အာနန္ဒာဟာတတိုင်းသုံးနှက်ကြားမှာရတနာတုတ်ပြီးတော်ရွတ်ဖတ်ပူဇော်ခဲ့တဲ့အတွက်ကာယောဂါများကင်းဝေးခဲ့ရတာဖြစ်ပါတယ်ဝေသာလီအနီးမှာရှိတဲ့ဝေလူဝရွာမှာပဲမြတ်စွာဘုရားကိုရောမြတ်ကြီးဟာနောက်ဆုံးဝါကတ်တော်မူခဲ့ပြီးအာယုသင်္ခါရကိုလွတ်ခဲ့တာဖြစ်ပါတယ်တေဝိဇ္ဇတုတ်တေဝိဇ္ဇဂုဆဂေါထတုတ်များကိုလည်းဟောကြားခဲ့သေးတယ်လို့လည်းအဆိုရှိပါတယ်ဟိုတုန်းကဝေသာလီဟာကျောင်းနေစည်းတွေများစွာရှိခဲ့ပြီးခန္ဓာစီကားရဲ့မဲ့ဒီနေ့မှာတော့ဘုံကြီးကျောင်းတွေမရှိတော့ပါဘူးဒါပေမဲ့ဒီကွက်ကလေးကိုဖြည့်ဖို့မိဂရာဝန်ဆရာတော်ဦးဝနရဇာကနေပြီးကျောင်းသစ်တည်ဆောက်နေပြီဖြစ်ပါတယ်မြတ်ဗုဒ္ဓပဋိနိဗ္ဗာန်ဝန်ဆံတော်မူပြီးနှစ်အနည်းငယ်ကြာမှာဝေသာလီဟာမဟာရာတိုင်းလက်အောက်ရောက်သွားတယ်ဒီဝေသာလီမှာပဲဒုတိယသင်္ဃာယနာကိုကာလာသောကမင်းလက်ထက်ဝေသာလီမှာရှိတဲ့ဝါလုကာယုကျောင်းတော်မှာသင်္ဃာယနာတင်ခဲ့တာဖြစ်ပါတယ်ဝေသာလီမြို့ဟာမိတွေတော်ဂေါတမီရဲ့လျှောက်ထားတောင်းပန်မှုကြောင့်ဘေကုဏီသာသနာစတင်ခွင့်ပြုခဲ့တဲ့ဒေသတူလည်းဖြစ်ပါတယ်အခုခါဒုတိယသင်္ဃာယနာတင်ခဲ့တဲ့အထိတ်မှတ်ဖြစ်နေဝေသာလီကြောက်တိုင်နဲ့ရှေးစေတီအုတ်ခုံရတွေကိုလည်းတန်ခွေအားရစွာထိုးတွေ့ရမှာဖြစ်ပါတယ်ဝေသာလီကြောက်တိုင်အနီးမှာတော့မြောင်မင်းရေကန်လို့ခေါ်တဲ့ရေကန်ကိုလည်းပြည်သူများတွေ့မြင်မှုကြုံရမှာဖြစ်ပါတယ်တရားဥပဒေပေါင်းသူတော်များတို့ဟာနာလနာကိုလည်းရောက်ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ် नमो नमो तुम्हें नमो पूज्य दलाई लामा जी नमो नमो तुम्हें नमो पूज्य दलाई लामा जी नमो 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 नमोနာလနာကျောင်းတိုင်ဟောင်းကြီးဟာရှေးအုပ်ဟောင်းတို့နဲ့ခန္ဓာကြီးတစ်ခုအလားအထင်မှားနိုင်ပါတယ်။စာလို့ပိုစနစ်ကြပြီးဇေရီနဲ့ဇေယတရားတဒန်းတက္ကသိုလ်ကျောင်းတော်ကြီးကတဒန်းနှစ်တန်းခွဲပြီးဆောက်လုပ်ထားပါတယ်။အခုအခြေအနေကိုကြည့်မယ်ဆိုရင်အိုးရခင်တို့ကခန္ဓာစွာလက်ရမြောက်စွာဆောက်လုပ်ထားခဲ့ကြောင်းသိရှိနိုင်ပါတယ်။
အဲ့ဒီကျောင်းတော်ကြီးကိုဘာလာတိတရဘုရင်ကစမ်းကြယ်တစ်နေအောင်ဆောက်လုပ်ခဲ့တယ်လို့ဆိုရှိပါတယ်မြတ်စွာဘုရားဟာနောက်ဆုံးပရိနိဗ္ဗာန်စံတော်မူမဲ့နှစ်မှာပဲရာဇကြိုကအပြန်နာလန္ဒာကိုကြွတော်မူခဲ့ပါသေးတယ်နာလန္ဒာတက္ကသိုလ်ကိုနာဂဣစုဏဆရာတော်ကစတင်တည်ထောင်ခဲ့တယ်လို့လည်းအဆိုရှိပါတယ်နာလန္ဒာကျောင်းတော်ကြီးဟာဘုရင်နေပြည်တော်တက်ပဲနာမည်ကျော်ကြားထင်ရှားခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့မိချိုဖြစ်စည်းခံခဲ့ရတဲ့အတွက်အနိစ္စသဘောရနဲ့ပျက်စီးခဲ့ရတာအခုချိန်မှာတော့ဘုရားဘွယ်ပေါင်းသူတော်ကောင်းများဖို့တာဝန်ရစွာနဲ့ပဲတွေ့ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်နာလန္ဒာကိုမြတ်စွာဘုရားလက်ထက်တုန်းကနာလကကြီးပါလို့အမည်တွင်ခဲ့ပါတယ်မြတ်ဗုဒ္ဓသက်တော်တင်ညာရှိတော်မူစဉ်မှာပဲရာဂျိုနဲ့မနှင်းမွေးသောအရက်မှာနာလကအမည်ရှိရွာကြီးတစ်ရွာရှိပါတယ်အဲ့ဒီရွာမှာဝန်ကာဏအမည်ရှိတဲ့ပုံနာဟာရူပသာရီလို့အမည်ရှိတဲ့ပုံလေးမှနဲ့တင့်မြတ်လို့အရှင်သာရိပုတ္တရာလောင်းဥပဒိတကိုဖွားမြင်ခဲ့ပါတယ်ဥပဒိတဟာနောင်ခါမြတ်စွာဘုရားရဲ့လက်ရတော်ရန်ဧကတာဝါကြီးတစုဖြစ်တော်မူခဲ့ပြီးပညာယာမှာဣတရက်ရတော်မူတဲ့အရှင်သာရိပုတ္တရာလို့ထင်ရှားကြော်စောတော်မူခဲ့ပါတယ်။ရှင်သာရိပုတ္တရာဖွားတော်မူတဲ့ရွာနာလကလို့အမည်ရှိခဲ့ပေမဲ့နောင်အခါအဲ့ဒီရွာအနီးမှာနေတဲ့နာလန္ဒနဂါမင်းကိုအစွဲပြုပြီးနာလန္ဒရွာလို့ပြောင်းလဲခေါ်တွင်ခဲ့ကြောင်းဆိုရှိပါတယ်။ရှင်သာရိပုတ္တရာဟာဆုံးခံဝန်ပြီးနိဒယဌာနမှာမြတ်ဗုဒ္ဓနဲ့ဧကသာဝကတို့ဟာဘယ်သူကနိဗ္ဗာန်အရင်ဆံရမယ်လို့ကြံစတော်မူခဲ့ပါတယ်။အဲ့ဒီအခါဧကသာဝကတို့မိသည်သာရှေးဥစွာပရိနိဗ္ဗာန်ဝန်ဆံမြဲဖြစ်တာကိုသိတော်မူခဲ့လို့မိမိရဲ့အာယုသင်္ခါရကိုဆင်ញင်တဲ့အခါကိုယ့်ရဲ့အတွင်းသာအာယုသင်္ခါရဖြစ်လက်တန်းလို့သိတော်မူခဲ့ပါတယ်။ဘယ်ရမှာပရိနိဗ္ဗာန်ပြုရမယ်ကိုထပ်မံကြံစတဲ့အခါမိမိရဲ့မွေးပင်ခင်မေတော်ကြီးဟာသား၄ယောက်သမီး၃ယောက်အားဖြင့်ယဟန္တာ9ယောက်တို့ရဲ့မိခင်ဖြစ်နေတဲ့အတွက်မေတော်ရဲ့မိစ္ဆာဝါဒကင်းစိန်သောကပါတော်မူရာတက်ခမ်းမှာပဲပရိနိဗ္ဗာန်ဝန်ဆံမှုကြံစီတော်မူခဲ့ပါတယ်။ဒီနေ့တဲ့အတိုင်းရှင်သာရိပုတ္တရာကိုရမြတ်ကြီးမွေးဖွားတော်မူခဲ့ရာတက်ခမ်းမှာပဲရှင်သာရိပုတ္တရာဇီတော်ကြီးလည်းဖူးမြော်ခွင့်ရရှိနေတာဖြစ်ပါတယ်။1950ခုနှစ်မှာဘေခုဂတိတကတ္တပတည်ထောင်ပြီးအိန္ဒိယနိုင်ငံမှာဗုဒ္ဓစာပေရှားပါနေချိန်မှာဗုဒ္ဓစာပေပြန်လည်ဖွံ့ဖြိုးပြီးသာသနာတော်ထွန်းတောက်စေရန်ရည်တည်ပြီးတော့ပါဠိနဲ့သုတေသနဘွဲ့လွန်ဗုဒ္ဓတက္ကသိုလ်တစ်ခုအဖြစ်နဲ့ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာဗာရာဏသီဟိန္ဒီတက္ကသိုလ်အာဂီဂါမွတ်စလင်တက္ကသိုလ်နဲ့ထောင်ကြီးရှိတဲ့ခရစ်ယာန်ကောလိပ်ကျောင်းတွေရှိပေမဲ့ဒီနေ့အထိတစ်ခုတည်းသောဗုဒ္ဓဘာသာတက္ကသိုလ်ဟာနာလန္ဒာကျောင်းသစ်သာဖြစ်ပါတယ်။ရှေးခေတ်နာလန္ဒာတက္ကသိုလ်ဟာမဟာယာနဌာနချုပ်ဖြစ်ခဲ့ပေမဲ့ဒီနေ့ခေတ်သစ်နာလန္ဒာမှာတော့ထေရဝါဒဗုဒ္ဓစာပေတွေကိုသာအဓိကပို့ချနေတဲ့တက္ကသိုလ်ဖြစ်ပါတယ်။တက္ကသိုလ်သစ်မှာရှိတဲ့စာကြည့်တိုင်းမှာဘာသာအမျိုးမျိုးနဲ့ရေးသားထားတဲ့ကျမ်းစာများနဲ့အတူများပြားလာတဲ့စာအုပ်စာတမ်းမျိုးစုံတို့နဲ့မြန်မာနိုင်ငံကလူတန်းထားတဲ့စထသင်္ကနာတင်မှုဗိဓကကျမ်းစာများလည်းတည်ရှိပါတယ်။ဒီနာလန္ဒာကျောင်းသစ်မှာမြန်မာနိုင်ငံမှာရှိတဲ့တိုင်းနဲ့ပြည်နယ်အသီးသီးကနေဆင်းရဲချို့တဲ့စွာလာရောက်စာသင်ရတဲ့တန်ဃာတော်များတည်ရှိပါတယ်။ဒီတန်ဃာတော်အများစုတွေဟာမိမိတို့တရားဓမ္မတွေရဲ့ထောက်ပံ့ငွေနဲ့ချို့တဲ့တာလာရောက်ပြီးစာသင်နေကြတာဖြစ်ပါတယ်။ဆုံးခံစားလို့မရလို့ကိုယ်ဘာသာချက်ပြုတ်စားတော့ကြရပါတယ်။စာသင်သားဖြစ်တဲ့အရောက်ဖျားဘူးဘွဲ့တွေလှူကြတန်းကြတာနဲ့တရားဓမ္မတွေထောက်ပံ့တာလေးနဲ့ပဲပညာရင်တို့တောက်ဆုံနေကြတာမို့ဖျားဘူးဘွဲ့ပေါင်းသူတော်ကောင်းတို့အနေနဲ့ကြိုးစားပြီးလှူဒန်းသင်ကြပါတယ်ရောက်ပဲပေါင်းသူတော်များတို့ဟာတောင်ကားလုံးပိတ်ဖုံးကားကိုရာဇကြိုးဆိုတဲ့ရာဂျိုမြို့လည်းရောက်ခွင့်ကြုံရတာဖြစ်ပါတယ်
ဝေလူဝင်ဆိုတာဝါပင်ဝါတော်တွေရှိတာကိုအစွဲပြုပြီးခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ယနေ့တဲ့တိုင်ဝါပင်တွေကိုလည်းတွေ့မြင်ခွင့်ကြုံရမှာဖြစ်ပါတယ်ရာဇကြိုပြည့်ရှင်ဘယင်ဘိပတာရအပြင်ကြီးကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဇောရိတ်ကျွန်းမှာရှိဥစွာသောကျောင်းမြတ်အမွန်ဝေလူဝန်လှူဒန်းတော့ကကြီးစွာသောငလင်တုံလုတ်ခဲ့တဲ့ဝေလူဝန်ဥယျာဉ်ကိုလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ဟိုတုန်းကကြီးကျယ်ထင်ရှားခမ်းနားလာတဲ့ဝေလူဝန်ကျောင်းနေရာမှာတော့ဘာသာကြားတွေကတင်ကြိုင်လှုပ်ထားတာကိုလည်းတန်ခွေရရစွာနဲ့တွေ့မြင်လို့ကြုံရတာဖြစ်ပါတယ်။ရှေးတုန်းကဗာရန်တီမင်းတစ်ပါးဟာဒီဥယျာဉ်ထဲမှာအိပ်ဆက်နေတော့ငွေထွက်လာတဲ့အခါရှစ်နဲ့တီကအော်မြည်လို့ငွေဟာထွက်ပြေးသွားတဲ့အတွက်ရှစ်နဲ့တူဘေးမဲ့ပေးပြီးအစာကျွေးရတဲ့ကံတော်လို့အဆိုရှိပါတယ်။ကာလနကနိဝါပရေကန်တော်ကြီးလို့လည်းခေါ်ဆိုပါတယ်။ခေမာမီပြချုပ်ကမ်းမှာလည်းဒီဥယျာဉ်ရဲ့တာယာဘုံကိုရွတ်ဖွဲ့ထားပြီးရေကန်တော်ကြီးရဲ့စိမ့်မြကြီးလည်းနဲ့ရည်တရားတော့ဖျားဦးများကိုစိတ်ရွှင်လန်းစေတာဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကဒီနေရာမှာဘယ်သူမှမပစ်ဖျားပဲယဟန်ပေါင်း1950တို့စုဝေးမိခြင်းအဲ့ဒီယဟန်အလုံးဟာအေဟိဘိက္ခုယဟန်ကြီးဖြစ်ခြင်းအဲ့ဒီယဟန်အလုံးဆလာဘိညာလို့ဆိုတဲ့အဘိညာ6ပါးရရှိခြင်းတဘိုးရဲလာမဏိဖြစ်ခြင်းစတဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့တန်တိပါရလို့ခေါ်တဲ့တာဝကအစီဝေပြုတော်မူပြီးရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်မထေရကြီးနှစ်ပါးကိုလဝဲရံနဲ့လက်ရရန်ဧကမဟာတာဝကယာရုများပေးသနာခဲ့တာဖြစ်ပါတယ်ဒီနေရာမှာဩဝါဒပါတိမှာဟောပြခဲ့လို့အထိတ်မှနေရာဖြစ်နေရုပ်ပွားတော်ထားရှိခဲ့တာဖြစ်ပါတယ်ဩဝါဒပါတိမောက်ဆိုတာဟာထိမ့်သိမ်းစောင့်ရှောက်လိုက်နာသူကိုအပယ်ပေးကလွတ်မြောက်စေတတ်ပြီးမြတ်စွာဘုရားတို့ရဲ့အချင်းချုပ်အဆုံးအမဩဝါဒနဲ့ပြည့်ညတ်တော်မူအပ်တဲ့သိက္ခာပုဒ်တော်များကိုခေါ်ဆိုကြတာဖြစ်ပါတယ်ဘုရားရှင်တိုင်းဩဝါဒပါတိမောက်ကိုဟောကြားပြသတော်မူရှိပါတယ်။တက်တော်ရှိတဲ့ဘုရားတွေဟာသက်ဆုံးနိုင်ပြတော်မူပြီးတက်တန်းတူတော်နဲ့ဘုရားတွေဟာပထမဘောဓိလို့ခေါ်တဲ့ရှေးပိုင်းကာလအတွင်းမှာသာပြသကြပါတယ်။တက်တန်းတူတော်နဲ့မြတ်စွာဘုရားတို့ဟာသိက္ခာပုဒ်ပြည့်ညတ်တဲ့အခါကစားလို့ဩဝါဒပါတိမောက်ထပ်မှပြတော်မူပါတယ်။ဒါပေမဲ့ယဟန်တော်တို့သည်သာအာနာပါတိမောက်လို့ခေါ်တဲ့ဝိနည်းသိက္ခာပုဒ်တွေ15ရက်တပတ်ခမှာတစ်ချိန်ပြသကြတယ်။အခုဘုရားဦးများရောက်နေရတဲ့ဩဝါဒပါတိမောင်နေရာမှာပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဖရာတိုင်းသာဟောမိတ်မှာသုံးမြစီစကားဆိုတဲ့စကားလေးကိုမှတ်တမ်းတင်တဲ့နေရာဖြစ်ထူးမြတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟာဒီမှာဘုရားဖြစ်တယ်လေဗုဒ္ဓဂယာမှာဘုရားဖြစ်တော်တယ်နော်ဘုရားဖြစ်ပြီးတော့ဘေကိုကြောတော်တယ်လေဆိုလို့ရှိရင်ဗာရဏသီကိုကြောတော်တယ်ဝါဆိုဝါပဲဖြစ်တယ်အဲ့ဒီတုန်းကကြောင်းရှိသလားဆိုရင်ကြောင်းမရှိပါဘူးဒါဆိုရင်ဘေမှာကတင်းသုံးကင်းတယ်လေဆိုရင်ဒီတပင်ဝါတပင်အောက်မှာပဲတဝါဆိုပြရတယ်ပေါ့နော်အဲ့ကဝါဆိုပြီးတဲ့နောက်ပိုင်းမှာဦးဇင်းတို့ရသေးတစ်ထောင်ဟိုတရားဓမ္မတွေဟောကြားပေးမယ်ဆိုပြီးတော့ဝါကျွတ်တဲ့အခါမှာဦးဇင်းတို့ဥရဝေလာကိုပြန်လာပြီးတယ်နော်ရိုးရာဇက်အနေအမြင့်လာရေချိုးကြတဲ့ရေချိုးစိတ်နေရာကိုလည်းလေ့လာနိုင်ကြပါတယ်။ဒီရေချိုးစိတ်ဟာဝေဘာရတောင်ကစီးလာတဲ့ရေတွေကိုတွေ့တန်းထားတာဖြစ်ပါတယ်။ဆောင်းရာသီမှာဆိုတိုးမပေါအောင်ပဲစီကားလာပါတယ်။ဒီရေကိုချိုးရရင်96ပါးယောဂပျောက်တယ်လို့အဆိုရှိတာကြောင့်ဒေသခံနေသားမကတခြားတနယ်ကအိန္ဒိယနိုင်ငံသားများပါလာရောက်ချိုးနေကြတာဖြစ်ပါတယ်။ရေဘူးစမ်းအနေလန့်ကြည့်ရင်
မြင်ရတဲ့၄တောင်ပုံကြောက်တွေစီထားတာကတော့ပိတ်ပလိကြောက်ကူပဲဖြစ်ပါတယ်။ရာဂျိုမြို့ရဲ့ကျောင်းတော်ဆက်ချရမှာပိတ်ပလိကူလည်းအပါဝင်ဖြစ်ပါတယ်။ရှင်မာကတ္တဗမထေရကြီးရဲ့ငယ်နာမည်ဟာပိတ်ပလိလူလင်လို့အဆိုရှိပြီးဒီကြောက်ကူမှာပဲရှင်မာကတ္တဗကိုရောမြတ်ကြီးသတင်းသုံးတော်မူခဲ့လို့ပိတ်ပလိကူလို့ဆိုလိုတာဖြစ်ပါတယ်။ရှင်မာကတ္တဗမထေရကြီးမမကြမ်းတုန်းကမြတ်စွာဘုရားကိုရောတိုင်းကြွလာပြီးဝိဇ္ဇင်သုတ်တော်ကိုဟောကြားခဲ့တဲ့သူဝိညာဉ်ကနေတက်တင်ပျောက်ကင်းခဲ့တယ်လို့အဆိုရှိပါတယ်ဗိမာသာရဘုရင်ရဲ့ဗန္နာတွေကိုသိန်းဆဲတူလောင်ရာတုနာဗန္နာလို့ခေါ်တဲ့ဆွန်ဗန္နာကိုလည်းဝင်ရောက်လိလာကွန်ကျုံခဲ့ရတာဖြစ်ပါတယ်။ကြောက်တောင်ယူထွင်းပြီးဗန္နာရိုက်လှုပ်ထားတာဖြစ်ပါတယ်။ဂူရဲ့တောင်ဘက်နံရံမှာရင်းဖျားဗဒမပပူပါဒနာထနဲ့မဟာဝီရရဲ့ပုံ6ပုံလည်းရေးထိုးထားပြီးအေဒီ300စုကလို့ခံမှန်းရတဲ့အခရာတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ဒါကြောင့်ရာဇိုမြို့ပြတ်သွားတော့ရင်းဖုံးကြီးဝင်ရောက်နေထိုင်ခဲ့မယ်လို့လည်းယူဆပါတယ်။တချို့ပညာရှင်တွေကတော့ဒီကူရှိနေရာကွက်လက်ကျရှိပထမသင်္ဃာတာတင်ခဲ့တဲ့နေရာလို့လည်းအဆိုရှိပါတယ်ဝေဘာရတောင်ရဲ့ဘေးမှာခင်းလောက်ထားတာဖြစ်ပါတယ်နော်ခင်းထားတာဖြစ်ပါတယ်ဦးဇင်းတို့ကန္တာတဲ့အခုရှိတယ်ဘုပကအခုရှိတယ်ဘုပကဦးဇင်းတို့ဒီငလင်းကြောင်းပြုပြစီတော့အပကကိုရှိရင်တစ်ဆက်တော့ကံကောမြန်မာလို့ပြောလို့ရတာပေါ့နော်ဒါမြန်မာစုံနိုင်ငံရဲ့ဗဟိုဘဏ်ဆိုတော့ပေါ့နော်အဲ့ဒီခေတ်ကာလတုန်းကပြန်ကြည့်မယ်ဆိုရင်ရာဇဂျုံမျိုးရဲ့ဘဏ်သဘောအနေနဲ့ပြောလို့ရတာပေါ့နော်အဲ့တော့ပတိနေရာမှာပဲဒီစိဥစ္စာတွေကိုဒါပြန်ဒုက္ခတာရမင်းကြီးဟာသိစင်ထားကြတာဖြစ်ပါတယ်အရှင်မာကတ္တဗနဲ့အဇဒဒမင်းတို့ဟာအတိုင်းတိုင်းအပြည်ပြည်တို့မှာပြန့်ကျဲနေကြတဲ့မြတ်စွာဘုရားရဲ့တရီရဓာတ်တော်များကိုဘေးကင်းစိတ်သောငါ၎င်းအရှိခန့်၏တည်တတ်နိုင်သိသောငါ၎င်းလောင်အခါတိရိဓမ္မသောကအမည်ရှိတဲ့မင်းမြတ်ဇဗုရိပါကျွန်းလုံးအနက်ဓာတုဇီရီတော်များတည်တတ်နိုင်သိသောငါ၎င်းတစုတကယ်တည်းပြုကတည်ထားတဲ့ဓာတ်တော်တိုင်းနေရာပဲဖြစ်ပါတယ်ဘုရားရှင်ကိုစင်မြိုင်ထောင်ခဲ့တဲ့ရောက်တော်ဒီဝရဟာသူကိုယ်တိုင်ဘုရားလှုပ်ဖို့နဲ့အဇာတတကိုလည်းဘယင်လှုပ်ဖို့ဆွဲဆောင်စည်းရုံးခဲ့တဲ့အတွက်ဒါတော့အဇာတတကခမည်းတော်ဗိမာသာရဘင်းကြီးကိုအကျဉ်းချပြီးချုပ်နှောင်ထားတဲ့ဗိမာသာရအကျဉ်းထောင်ကိုလည်းလေ့လာနိုင်မိမိကိုယ်ကိုတတ်မယ်ဆိုတာသိရတဲ့ကိုယ်ုံဖြစ်တာတောင်ဒါမြည်ပြီးခုနာပေါက်တာတောင်ပြူချချခဲ့တဲ့ဖခင်တူရဲ့အနိုင်မဲ့ချစ်ချင်းနဲ့ချစ်ခဲ့ကြတဲ့မြစ်တာရှင်ဗိမသာရနဲ့တကွာဆရာတင်မရင်တဘွားသမကတတန်နေရာလုံးမှာဒုက္ခရောက်ခဲ့ရတယ်အဖတတအဇာတတတို့ရဲ့မချိတင်ငယ်ဝမ်းနေစရာတွေရီမျောတန်းတာမှန်းစာတာဖြစ်လွမ်းငယ်ရဖြစ်ပါတယ်အဲ့ဒါဟာဘာဖြစ်ရှင်တာလဲဆိုလို့ရှိရင်ဘုရင်ဗိမိသရာမင်းကြီးရဲ့လက်မောင်းသွေးကိုတောက်ရှင်တယ်နော်ကြောက်စရာတော့ကောင်းတယ်နော်မပြောပြရစေနဲ့သုံးချိန်ပေးတဲ့အခါမှာနောက်ဆုံးပြောပါတယ်ဘုရင်မင်းကြီးရဲ့လက်မောင်းသွေးကိုတောက်ရှင်တယ်ဘ
ဘာကြောင့်အစောကလေးကမပြောရတာလဲဆိုပြီးတော့လက်မောကိုပြေးပြီးတော့သူ့ရဲ့သွေးကိုတိုက်ခဲ့တယ်နော်အဲ့တော့မြတ်စွာဘုရားရှင်ဟာဇီဝကတရားဥယျာဉ်ကျောင်းတော်မှာတရင်သုံးနေတော်မူတော့ကအဇဒတမင်းဟာဒေဝရရဲ့အကြံပေးချက်အရထီနံကိုရယူဖို့ခမည်းတော်ဗိမသာရမင်းကြီးကိုအကြီးကြကအစာငါထားခြေဘွားဓာခွဲရှားမိခင်ကသိပြဖြစ်ပါတယ်ခမည်းတော်မင်းကြီးတည်ဆုံးတဲ့အခါပူဆွေးတော့ကပရိဒီဝါမိကောက်လောင်ကမိန်နိုင်မစားနိုင်ရှိနေစေစေစရာဇီဝကရဲ့ညွှန်ကြားချက်အရဇီဝကရဲ့တည်ရဲ့ဥယျာဉ်ကျောင်းတော်မှာတရင်သုံးနေတဲ့မြတ်စွာဘုရားရဲ့အထံတော်ကိုတွားရောက်တာမိမိရဲ့ဖခင်ပြင်းကြီးကိုပြမကျွလွန်မိခဲ့တဲ့အဖြစ်တွေကိုဝန်ချတောင်းပန်ပြီးမြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တာမြဖလတုတ်တန်ဒေသနာတော်ကြီးကိုနာကြားတဲ့အခါမှာသောကပရိဒီဝငြိမ်အေးပြီးတရဏဂုံပြင်စသီလိုက်မှဒီဥပဒကဖြစ်ကိုလည်းရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ထိုင်ကိုဇက်လေးကနဲ့တက်လာလို့ရှိရင်ဂျပန်နိုင်ငံကရဟန်းတော် PGT ထားတဲ့ဝိရွှရှန်ဒီဇီဒီယိုလေဖုန်နေနိုင်ပါတယ်ဒီဇီဒီယိုကြီးဟာသာသနာ2500ပြည့်နှစ်အထိမ်းအမှတ်ဖြစ်နေတည်ထားတဲ့ဇီဒီယိုကြီးဖြစ်ပြီးဝိရွှဆိုတာကဘာရှန်ဒီဆိုတာငြိမ်းချမ်းရေးမှုကမ္ဘာငြိမ်းချမ်းရေးဇီဒီယိုခေါ်ဆိုရမှာဖြစ်ပါတယ်တိဆောက်တော့ကရူပီငွေ22သိန်းကျော်အကုန်ရခံပြီးတိဆောက်ခဲ့တာဖြစ်ပါတယ်ဇီဒီယိုကြီးရဲ့အရက်လေးမျက်နှာမှာတော့ပွားပွင့်အော်စန်းဆိုတဲ့တာဝန်စင်းတွေကလေးဌာနပုံတော်တွေကိုထုတ်လုပ်ထားတာကိုလည်းဖွင့်ပြင်ကိုကြုံရတာဖြစ်စီးပြီးတော့တက်တယ်ပေါ့နော်ဒီနာဆင်းတော့လို့ရှိရင်အောက်မှာ Gisco တောင်ရှိပါတယ်နော်အတောင်ကိုမရောက်ခင်တော့ဦးဇင်းတို့ဒီမှာယတနာကြီးတောင်ပေါ်မှာညှိချမ်းရေးဇေဒီရှိပါတယ်ဒါညှိချမ်းရေးကပတ်ညှိချမ်းရေးဇေဒီဖြစ်ပါတယ်ဒီဇေဒီကိုဒေတာပူဇော်ခဲ့တာကတော့ဂျပန်နိုင်ငံကဖူဂျီဘုန်းတော်ကြီးဖြစ်ပါတယ်ဒီဆိုလို့ရှိရင်ဦးဇင်းတို့အဲ့တော့တနိုင်ငံနဲ့တနိုင်ငံငြိမ်းချမ်းဖို့ဆိုလို့ရှိရင်လေဒီဟာကဘာကြီးငြိမ်းချမ်းပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့သူဒီလိုဇေဒီပေါင်းကဘာအနက်30နဲ့80လောက်ကိုဒေတာပူဇော်ခဲ့ပါတယ်ရှင်ဒီဝတဲ့လုတ်ကြံတာလေအောင်ဘော်ကနေပြီးတော့၆လုံးနဲ့နှိမ်ပြီးတော့ဆက်လက်ကြတဲ့အချိန်မှာလုတ်ကြံခဲ့နေတာလေဒီ Gisco တောင်မှာဖြစ်ပြခဲ့တာဖြစ်ပါတယ်ရာဇကြိုကိုလဲကုန်တယ်ဒီအဝန်းထွက်များပြားကြောင်းစာပေကျမ်းဂန်မှာတွေ့ရတယ်။တာဝတိကအနာတဝင်းတတိကြီးဟာလဲပေါင်း900နဲ့ရာဇကြိုကိုကုံရောက်လာရင်အပြန်မှာဝေလူဝင်ကျောင်းတော်မှာမြတ်စွာဘုရားကိုတာဝတိသို့ပြင်သွားခဲ့ကြောင်းတက္ကသိုလ်ပြည်ကပက္ကုတာရီမြင်ဟာလဲရာဇကြိုပြည်ကဗိမသရာမင်းနဲ့အဆွေကုံမှုဖွဲ့ကြလို့ဒီနေရာသွားလာကြတယ်လဲကုန်တယ်တွေနဲ့အဆက်အသွယ်ပြုကြစာပေစာအုပ်ပြုခြင်းလက်ဆောင်ပန္နာအပြန်လာပေးခြင်းများပြုခဲ့ကြကြောင်းတွေ့ရှိရတယ်။ဒီလိုရာဇိုပြည်မှာလဲကုန်တယ်တွေအဝန်းထွက်ပြားပြခဲ့ဝင်လဲကြောက်သွားမှထင်ကြမ်းခဲ့တဲ့ကြောက်လဲပင်းရာတွေတာရကပြနေတယ်လို့ဆိုရမှာဖြစ်ပါတယ်
ရားဥပ္ပေံပေါင်းသူတော်ကောင်းများတို့ဟာဘုရားအစူးစူးပွတ်တော်မူရာဗုဒ္ဓဂယာမြင်မြတ်မဟာဦးလဲပြန်လဲရောက်ရှိခဲ့ကြတာဖြစ်ပါတယ်ဘုရားဥပ္ပေဝင်ပေါင်းသူတော်ကောင်းတို့ဟာမြတ်စွာဘုရားအလောင်းတော်6နှစ်တာဒုက္ခရစီယာကျင့်တော်မူရာတောင်ကိုလည်းတွားခဲ့ကြပါတယ်အဲ့ဒီတောင်မျိုးကားစီသွားပြီးတောင်မော်တော့ကုန်းရလန့်တိုင်းမော်ရပန်းတဲ့သဘောမထားပဲကုသိုလ်ယူဓမ္မခီးဖြစ်နေသွားခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်सुख में तुम हो दुख में तुम हो तुम ही तुम हो बस हमारे तुम ही तुम हो बस हमारे जब तक नैया पार न होगी हाथ न छोड़ो तुम हमारे हाथ न छोड़ो तुम हमारे မြတ်ဗုဒ္ဓအလောင်းတော်ဟာဥရိလတောကြီးရဲ့အရှိရမှာရှိတဲ့ကြောက်တောင်ကြီးရဲ့သဘာဝကြောက်ငယ်လေးအတွင်းမှာလူတမန်တို့ကြင့်မို့မဆိုထားနဲ့မကြစီနိုင်တော့အောင်ခက်ခဲတဲ့မဟာတပ္ပအကျင့်ကိုလည်းခဲခဲရင်းနဲ့6နှစ်ကြာကျင့်တော်မူခဲ့တာဖြစ်ပါတယ်ဒီဒုက္ခရစီယာအကျင့်ကို30ပုံသားနတ်လူတူးတယောက်မြထပ်တူလိုက်မိအောင်ပိုလွန်ခဲ့သွားအောင်စွမ်းဆောင်နိုင်မှုမကျင့်ဆိုင်နိုင်အောင်ပဲ6နှစ်တိုင်တိုင်ကျင့်ကြံတော်မူခဲ့တာဖြစ်ပါတယ်ဒီကြည်ဟာမက်ဘူးနိဗ္ဗာန်ရနိုင်မဲ့အကျင့်မဟုတ်တာကိုသိတော်မူပြီးအကျင့်မြတ်ကိုလည်းပြောင်းလဲလို့ကျင့်သုံးခဲ့တာဖြစ်ပါတယ်သူဇာတာတတိသမီးဟာလွန်ခဲ့တဲ့နှစ်20ခန့်တည်းကရုပ်ကစိုးနာမင်းထံသားစုပန်းလို့ဆုပ်ပြေးသွားတယ်လို့အယူရှိပြီးနှစ်စဉ်ရုပ်ကစိုးကိုပူဇော်လေးရှိတဲ့ညောင်မင်းကိုကျွမ်းမကိုတွားရောက်ရှင်းလင်းခိုင်းလိုက်ပါတယ်အဲ့ဒီအခါဖျားလောင်းဟာညောင်မင်းမှာထိုင်နေသတင်းသုံးနေတာကိုကျွမ်းမကတွေးလို့သူဇာတာတတိသမီးကိုရုပ်ကစိုးကြီးကိုကိုယ်တိုင်တွေ့ကြရကြောင်းပြန်ကြပါတယ်အဲ့ဒီအခါသူဇာတာဟာနွားမ1000ကိုနွယ်ယူတော့မှကြောင်းပြီးတခြားနူစားနွားမှ900ကိုတိုက်ကြွေးပါတယ်900မှ250 250မှ125ကောင်125ကောင်မှ64ကောင်64ကောင်မှ32ကောင်32ကောင်မှ16ကောင်16ကောင်မှ8ကောင်အဆင့်စဉ်တိုက်ကြွေးပြီးနောက်ဆုံးနွားတို့မှသူ့အလိုလိုစီးကြလာတဲ့နွားနို့တွေကိုခံယူပြီးကနာနိုစွန်းကြိုခဲ့တာဖြစ်ပါတယ်အဲ့ဒီကနာနိုစွန်းကြိုတော့မှပဲကြီးစွာအမြုပ်ထ၍လက်ရရည်လဲပါတယ်ခုံလောက်ထက်မိကုန်မတက်ပါဘူးနာမည်ကြီးလေးပါးတို့ကလာပြီးစောင့်ရှောက်ပါတယ်တရားမင်းကမိထိုးလို့မြမမင်းကထိမှုတ်ပေးပါတယ်နတ်တွေကလည်းနတ်ဩဇာတွေထည့်ပေးကြတယ်လို့အဆိုရှိပါတယ်နှုတ်ကနာကြိုတဲ့အိုးကိုသွန်တဲ့အခါမှာရွှေခွက်တစ်ခွက်စားပဲအပူအလိုမရှိပြေဝတယ်လို့လည်းအဆိုရှိပါတယ်အဲ့ဒီနှုတ်ကနာစွန်းတွေကိုသူ့ဇာတာတထေးသမီးဟာတသိန်းနံရွှေခွက်နဲ့တကွမြတ်ဗုဒ္ဓကိုဆက်ကပူရမ်းခဲ့ပါတယ်မြတ်ဗုဒ္ဓဟာကနာနိုစွန်းကိုထန်းစီက49လုံးမယုတ်လွေးလွေးဖုံးပေးသုံးဆောင်ခဲ့တာဖြစ်ပါတယ်သုတ္တိယအမိရတဲ့မြတ်ထမ်းသမားပူနာမြတ်ကိုထမ်းပြီးခရီးလန်းချင်းဆိုင်လာလတ်သည်ရှိသောအလောင်းတော်သူမြတ်ရဲ့အသေးတော်ကိုကျင်ယူတော်မူလာတဲ့ဖြင့်မျက်ရှိစုပ်ကိုလည်းလှူဒန်းခဲ့တာဖြစ်ပါတယ်
ဖျားဝဲပေါင်းသူတော်ကောင်းများတို့ဟာသူဇာတာအိန္ဒိယကိုလည်းရောက်ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်။ဘိုးတော်ကသေနာနီကုန်းလို့ခေါ်တဲ့ဒီနေရာမှာသေနာနီတတိရဲ့သမီးသူဇာတာနေခဲ့တဲ့အိမ်အထိတ်မှတ်ဖြစ်အာတော့ကဘီနီကဒီနေရာမှာပဲတိဆောက်ခဲ့တဲ့ဇီရီဟောင်းလို့လည်းအဆိုရှိတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာရှိတဲ့ကမာကူရာဘုရားနဲ့ပုံစံတူထုတ်လုပ်ထားတဲ့ပေ80အမြင့်ရှိတဲ့ကမာကူရာရုပ်ပွားတော်ကြီးကိုလည်းကြီးညိုအားရစွာဖူးမြော်ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်။ဖျားရဲ့ပတ်ဝန်းကျင်မှာတော့အတိတိမဟာတာဝကတွေမရပုံဖြစ်နေထွန်းထူထားကိုလည်းအားရကြီးညိုစွာဖူးမြော်နိုင်ကြတာဖြစ်ပါလေမြတ်စွာဘုရားရဲ့တန်ဝေဇနိယ၄ဌာနနဲ့အဝိဇိတ၃ဌာနတို့ကိုကိုယ်တိုင်ကိုယ်ကျရောက်ရှိဖူးမြော်ဝင်ရခြင်းဟာကျမ်းမာရေးနဲ့ပြည်စုံခြင်းကုန်ကြမဲ့ငွေကြီးတက်နိုင်ခြင်းတွားရောက်ဖို့အချိန်ခါပေးခြင်းလို့ကြောင့်သာရောက်ရှိနိုင်တာဖြစ်ပါတယ်။တွားလာခဲ့ရတဲ့ခီးစဉ်တစ်လျှောက်တဦးနဲ့တဦးအပြစ်မမြင်ချစ်ခင်စွာဖြင့်ကိုညီရိုင်းမြင်ဖေးမှပေးခဲ့ကြတဲ့ဖျားဘူးအဖွဲ့ဝင်ပေါင်းသူတော်ကောင်းများအနေနဲ့လှူဒန်းခဲ့ရတဲ့ဒါနကုသိုလ်ကျင့်သုံးခဲ့ရတဲ့စရဏခေါ်တဲ့ဘာဝနာကုသိုလ်ဖြည့်ဆည်းခဲ့ရတဲ့သီလကုသိုလ်တွေကိုအလှတကာမဖြစ်စေပဲအလှတကာဖြစ်နိုင်ကြပါစေရနဲ့မြတ်ဗုဒ္ဓရဲ့နှောက်ဆုံးအမှားစကားဖြစ်တဲ့ဟဏဒါနိဘေကဝေအာမန္တယာမိဝောဝယဓမ္မသင်္ခါရအပ္ပမဒေနသမ္မာဒိဋ္ဌဆိုတဲ့အပ္ပမရတရားအမှားစကားကိုရင်ဝယ်အမြဲပွားကနောက်ဆုံးအချိန်နောက်ဆုံးထွက်တဲ့အထိသဲဆောင်ရင်းနဲ့ဘဝကူးကောင်း၍သူတော်ကောင်းဖြစ်ခါဘဝချုပ်ဆုံးဏီကုံးဘဝဝယ်နိဗ္ဗာန်အေးဓာတ်ဖြင့်လွှမ်းပတ်ရစ်ချုံကတန်တရာမိတောက်ကြီးအပိတိုင်ငိမ့်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာတရဝမှန်တဲ့၍တရားတွေ့ချမ်းမြေ့သာယာရှိကြပါစေကိုယ်ဝန်ကိုယ်တာကိုယ်ခန္ဓာကောင်းစွာဆောင်နိုင်ကြပါစေသွားဘူးသူတိုင်းစိတ်ချမ်းသာအပေတကပိတ်စီရာစေရနာစိတ်ရင်ထားမေသူမောင်နဲ့ခရီးသွားကြဘူးဖျားဝဲပေါင်းသူတော်ကောင်းများကိုနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ ज्ञान का निर्मल सागर हो तुम संजन ज्ञासो नाम तुम्हारा संजन ज्ञासो नाम तुम्हारा तुम ही तुम हो बस हमारे तुम ही तुम हो बस हमारे जब तक नैया पार न होगी हाथ न छोड़ो तुम हमारे हाथ न छोड़ो तुम हमारे ओ एक हमारे माझी हो तुम ज्ञासो नाम तुम्हारा संजन ज्ञासो नाम तुम्हारा ओ शील समाधि ज्ञानी हो तुम शील समाधि ज्ञानी हो तुम पूज्य दलाई लामा जी नमो नमो